ကိုတော်ရဲ့ကျေးဇူးတော်မဆုံးလင်းတော့တာသမီးတွေလုံလောက်တယ်မကုန်ခဲသွားဘူးကွယ်ဘယ်တော့မှမပြောင်းလဲဒီနာလူပြုံးပြုံးလေးနဲ့မိတ်ဆွေနဲ့တူထိုင်ရတာဝမ်းသာတယ်လို့ပြောလိုက်ပါဦးနေရာမှရောက်လာတယ်လို့ပြောပါဦးအာမင်ဒီနိုင်ငံမှာသွားစရာတွေအများကြီးရှိမှာပါဒီနေ့နေ့မှာဒါပေမဲ့ဒီနေရာဟာမိတ်ဆွေတို့နေရာမှန်ဖြစ်တယ်အာမင်ပြောကြည့်ပါဦးဖခင်ရဲ့မျက်မှောက်တော်သည်ကျွန်ုပ်ဤနေရာမှန်ဖြစ်တယ်ယုံကြည်ခြင်းနဲ့ဝင်ငါတော်ရောက်တဲ့ဘုရားကောင်းကြီးပေးပါစေဆိုတော့တရားမောခင်မှာကျွန်တော်အဖြစ်ပလေးတစ်ခုပြခြင်းတယ်ဒီနေ့ရက်ွက်တဲ့မှာအရန်ဆိုးတဲ့လူငယ်လေးတယောက်ရှိတယ်ရံပြင်းလဲသူပါတယ်မိဘစကားလည်းဘယ်တော့မှနားမထောင်အမြဲတမ်းစိုးသွမ်းပြီးတော့အမြဲတမ်းအပြစ်လုပ်တဲ့လူငယ်လေးတယောက်တနေ့တော့သူတငယ်ချင်းတွေစပိန်စီးတော့သူလည်းစပိန်စီးခြင်းတယ်အဲ့ဒါသူစဉ်းစားတယ်ဒီစပိန်တစ်စီးရအောင်သူဘယ်လိုလုပ်မလို့စဉ်းစားတော့နောက်ဆုံးသူအကြံရတယ်ဖခင်သခင်ရှိမှဆုတောင်းမယ်လို့သူစိတ်ကူးရင်တယ်အဲ့ဒါသူခန်းထဲလာပြီးတကားပိတ်ပြီးသူဆုတောင်းတယ်အိုးဖခင်သခင်ကျွန်တော်တလားလုံးလေးလေးမနေမယ်ကျွန်တော်ကိုစပိန်တစ်စီးပေးပါလို့ဆုတောင်းတယ်အဲ့လိုဆုတောင်းပြီးသူထားတော့စဉ်းစားတယ်တလားဆိုတာရက်30တောင်ရှိတာတရက်အပြစ်လုပ်ရင်စပိန်ရမှာမဟုတ်တော့သူ့သဘောတူညီမြဲသူကစဉ်းစားတော့နည်းနည်းများသွားတယ်ထင်တယ်လို့သူစဉ်းစားတာအဲ့ဒါသူပြန်ဒူးထောက်ပြီးဆုတောင်းတယ်ကိုတော့တဲ့နည်းနည်းများသွားတယ်တပတ်လေးလေးမှနေမယ်ကျွန်တော်စပိန်ပေးပါလို့ဆုတောင်းတာအဲ့ဒါနဲ့ပြန်စဉ်းစားတော့တပတ်ဆိုတာလည်းများပြေရောတပတ်ဆိုတာ9ရက်တောင်ရှိတာတရက်လေးမှရင်သူစပိန်ရမှာမဟုတ်တော့သူကြီးကျယ်စဉ်းစားတယ်နောက်ဆုံးသူ idea တစ်ခုရသွားတယ်သူတို့အိမ်ဘေးနားမှာ RC ဖေးဆောင်ရှိတယ်အဲ့ဒီ RC ပြောင်းလဲဝင်သွားတယ်ဟိုဘက်ဒီဘက်ကြည့်တော့လူလစ်တုံးမှာမေရိုမာကြီးရဲ့ရုပ်ထုကိုမလာတာသူ့ရဲ့အခန်းထဲကိုလာတယ်တကားလော့ချပြီးတော့မေရိုမာကြီးရုပ်ထုတခါနဲ့ကတိရုံနဲ့ပြစ်ထစ်လိုက်တယ်သူဖျားတဲ့ကင်ကိုဆူတောင်းတယ်ကိုတော့တကယ်လို့များကိုတော့အမေနဲ့ပြန်တွေ့ချင်တယ်ဆိုရင်ကျွန်တော်စပိန်ပေးပါတခါတည်းကျွန်တော်တို့ခရိယန်တွေလေနော်ဆူတောင်းရင်းနဲ့ဓမြတိုက်တယ်လို့ဘာလို့ဖြစ်လာတာရရင်ရမရရင်ချဖြစ်လာတယ်နော်ဆိုတော့ကျွန်တော်တို့ကျမ်းစာတစ်ပိုက်ဖတ်ရအောင်ဓမ္မရာဆိုရင်ပထမဆောင်ဓမ္မရာဆိုရင်ပထမဆောင်ဒီထဲမှာတော့ဖျားတဲ့ကင်ကိုအဲ့လိုဆူတောင်းတဲ့လူမရှိဘူးလို့ကျွန်တော်ယုံကြည်ပါတယ်အာမင်နယူးဇီလန်လူတွေအရာယူသားတဲ့သူတွေအာမင်အာမင်အာမင်မသူတဲ့သူတွေတော့အဲ့ထဲမှာပါမယ်တဲ့ဟုတ်ပြီဓမ္မရာဆိုရင်ပထမဆောင်အခန်းကြီး1အငယ်1ကနေပြီးတော့3ထိ3ထိမဖတ်နဲ့ကျွန်တော်တခါတည်း5ထိဖတ်ရအောင်ဓမ္မရာဆိုရင်ပထမဆောင်အခန်းကြီး1အငယ်1ကနေ5ထိတွေ့မလားဒီနေ့တော့အေဖတ်မြို့သားဟုတ်ပြီအသက်ရှင်သောနှုတ်ကတော်ဖြစ်တဲ့ရောက်စင်အောင်ဘုရားကောင်းကြီးပါစေဆိုတော့အေလကာနာဆိုတဲ့လူတယောက်ရှိတယ်အဲ့သူမှာမိန်းမဘယ်နှယောက်ရှိလဲဝါဟာလေလုယာအာမင်တော့မထူးနေအောင်တော့ဒီညမှာပြည့်ညက်တရားခင်မှာမိန်းမယူတယ်ကလေးမမွေးရင်နောက်မိန်းမတယောက်ယူခွင့်ရှိတယ်လိုချင်လို့ယူတာတော့မဟုတ်ဘူးကလေးမရလို့အကြောင်းပြချက်ကောင်းကောင်းရသွားတာကျေးဇူးတော်ကာလမှာတော့လိုက်ပွဲဆိုတာမရှိဘူးပြည့်ညက်တရားကာလမှာတော့သူကအမျိုးသမီးတယောက်ကအချိန်တန်လို့အိမ်တော်မကြိုက်အဆက်ကွဲတယ်အဲ့ဒီအမျိုးသမီးကလေဒီထဲမှာအပြိုကြီးတော့မရှိတော့ပါဘူးနော်ကျွန်တော်ဒီမှာတော့အခုခေတ်ကတော့ရှိလားဟောရှိလား sorry ပါကျွန်တော်ခွင့်လွှတ်ကြပါသူမချီနှောင်ကြပါနဲ့နော်ဆိုတော့အဲ့ဒီကမှာအပြိုကြီးဆိုတာနော်
ဟာယူမဲ့သူမရှိဘူးဆိုဒါရှက်ဖို့ကောင်းတာဖြစ်တယ်နော်အရှက်ကွဲတယ်နောက်တစ်ခါဒုတိယတစ်ချက်ပိုရှက်ကွဲတာပါလေအိမ်တော်ကြရဲ့သားနဲ့ကလေးမရပိုရှက်ကွဲတယ်အမြုံမဆိုတာအဲ့ဒီအတုံးကခေါင်းတော်မဖော်နိုင်ဘူးခေါင်းတော်မဖော်နိုင်ဘူးဒါကြောင့်ဟာနာနဲ့အိလကနာအိမ်တော်ကြတယ်အရန်ချစ်တယ်အိလကနာဒါပေမဲ့ခတ်တာပါလဲဆိုတော့ကလေးမရအောင်ဟာနာကလေးမရအဲ့တော့လူတိုင်းကကိုယ်မျိုးဆက်လိုချင်တော့ဘာလုပ်လဲဆိုတော့ပေနီနာဆိုတဲ့အမျိုးသမီးတယောက်ထပ်ယူလိုက်တယ်အိလကနာအဲ့ဒါနဲ့ဟာနောက်တစ်ယောက်ယူတဲ့ပေနီနာတော့အမလေးမွေးတာမှစက်မှုစုံတော့တရှုံးပေးရတယ်တပြုတ်ပြုတ်နဲ့မွေးတာတခါတည်းဟိုးဒီမှာတခါတည်းတော့အကြီးကျယ်ကျန်းစာဘယ်လိုပြောလဲဆိုတော့တာတစ်ချိတ်ရှိတယ်တဲ့ဘယ်လောက်ရှိလဲတစ်ချိတ်တော့ဘယ်နှယောက်လဲတစ်ချိတ်ဆိုတာ10ယောက်ရှိတယ်အမလေးဟဲ့ဘယ်ကလေးอ่ะဟမ်တစ်ချိတ်ဆိုတာ10ယောက်တစ်ချိတ်ဆိုတာ10ယောက်ဟုတ်ပြီနော်မြန်မာပြည်နဲ့ဝေးတော့ဒါတွေမသိတော့ဘူးနော်တစ်ချိတ်တွေတရှင်းတွေမသိတော့ဟုတ်ပြီစဉ်းစားကြည့်နောက်တစ်ယောက်ပင်နီနာလဲယူလိုက်ကိုအဲ့တစ်ယောက်ကတခါတည်းကလေးမွေးတော့တာအားရပါရမွေးတော့တာ10ယောက်ဘူးစုကျူလေးတွေဘုံနေတွေပဲတခါတည်းနော်တနစ်တစ်ယောက်တခါတည်းပုံမှန်မွေးတာစက်မှုစုံတော့သူ့ကိုအရှုံးပေးရတယ်နော်ခေါ်အဲ့ဒါတော့မှဒီမှာအခုမှတစ်ယောက်ဒီမှာဂုံးကျော်တရားထပ်ဆောက်ထားသေးတယ်နောက်နှစ်တွေတခါတည်းဥထားပြီးသားမွေးတာမှရေးရစက်ကိုမွေးနိုင်တာကြည်စားခါစပါကြည့်ဒီမှာဒါကဘုရားတခင်ကျွန်တော်တို့ကိုပြောချင်တဲ့စကားရှိတယ်ဟာနာကလေးရလားကလေးရှိလားကလေးရှိလားဒါပေမဲ့သူ့ယောက်ျားသူ့ကိုချစ်လားချစ်တယ်ပေနီနာကလေးရှိလားရှိလားဒါပေမဲ့သူ့ယောက်ျားသူ့ကိုမချစ်ဘူးဆိုညီကိုနှစ်ယောက်ခဏလာပါဦးဒီညီကိုနဲ့ညီခဏလာပါဦး20တဲ့ညီလေးနဲ့ကိုအင်းညီနဲ့ညီလေးလာပါဦးနော်သူတို့ကျွန်တော်ဥပမာဒီမှာမတည့်ရပါအောင်နှစ်ယောက်နော်ဆိုမင်းကလေးတွေခေါ်ရင်ရှက်မှာဆိုဟိုဘက်မျက်နှာလှည့်ပြီးတော့နော်ဒါဒီတင်းတော့မင်းသားနှစ်ယောက်ဟုတ်ပြီဒီဘက်နည်းနည်းလေးကွာဟုတ်ပြီဆိုသူကပေနီနာလို့ခေါ်ရအောင်သူကဘာလုပ်လဲပေနီနာသူကဘာလုပ်လဲပေနီနာဥပမာပြောတာနော်ဆိုတော့ချစ်စလုံးနဲ့ကိုရင်မတ်ပေပေါ့နော်သူကဘာလုပ်လဲအိလကနာတော့ချင်းနဲ့ပေးလို့ခေါ်မယ်နော်ကဲသူကတော့ဘာလုပ်လဲဟာနာအိလကနာခေါ်တယ်နာနာသူကဘာလုပ်လဲနာနာသူကပေးအိလကနာမှာနော်ကျွန်တော်အိလကနာဆိုပါစို့မယားနှစ်ယောက်ရှိဒီမှာဟာနာတော့အတကုံချစ်တယ်ဒါပေမဲ့ကျမ်းစာပြောတယ်ဖယားသခင်ဒီသားဖွားရတော့အခွင့်ကိုပြီးတော့မမူသူကတော့ယောက်ျားရဲ့အချစ်ကိုတော့ရတယ်ကလေးမရဘူးဒီမှာကလေးတော့ရတယ်ယောက်ျားရဲ့အချစ်မရ तू ကသူ့ကိုအားကြတိမ်နေနေတာနော် तू ကကြည်ငါသူ့လိုကလေးရရင်ကောင်းပါပဲလို့သူ့ကိုအားကြကျွန်တော် तू ကဘသူ့ကိုပြန်အားကြတယ်ဆိုတော့ဟိုဟာနာကိုအားကြသူ့မှာကလေးရှိလားကလေးရှိတယ်ကလေးပါခေါ်အောင်မပြောနဲ့ပေမှာကလေးရှိလားရှိတယ်ဘယ်လောက်တောင်ရှိတာလဲတကြိမ်10ရောက်တောင်ရှိတာအမလေးဟဲ့နော်အင်အားတောင်းတယ်ဘောလုံးတစ်သင်းစာပဲမန်ယူအသင်းကတော့သူ့ဝဲနိုင်တယ်တခါတည်းဒီမှာသားသမီးရှိလားအနည်းနည်းလေးရှိရလားအများကြီးရှိတာလားဒါပေမဲ့သူ့ယောက်ျားသူ့ကိုမချစ်ဘူးအချစ်ရလားကလေးရလားရတော့ तू ကသူ့ပြန်အားကြငါဟာနာလို့ဖြစ်ရင်ကောင်းပါပဲငါကလေးတွေသာအများကြီးရှိတာငါယောက်ျားကြည့်ဒီမှာသာမိန်းမနဲ့အတူတူဖတ်ထားတာအေးလက်ကနာမျိုးလုံးကဟာနာကိုပဲကြည့်နေတာမုတ်ပေးတာတော့မှနှစ်ဆပေးတယ်ကဲစဉ်းစားကြည့်တိမ်ထဲမှာနေပြီးတော့တယောက်နဲ့တယောက်မတူတိမ်ထဲမှာနေတာနော်တယောက်ကကလေးမရဘူးမြစ်တာရတယ်တယောက်ကကလေးရတယ်မြစ်တာဒါဆိုရင်သူ့မှာပြဿနာရှိလားဟမ်ရှိတယ်မမြင်အောင်ဒီမှာခေါ်ပြပါတယ်ဆိုမှဘာမှမပြောဘူးပြောပေးပါကောင်းပါတယ်မဖြေတာတဲ့ဆိုင်အများကြီးတော်တယ်နော်ဆိုတော့ကျွန်တော်တို့သွားတဲ့ကမှာတစ်ခါတလေကြာလဲကျန်းစာတွေအသက်တွေဖြစ်ကုန်တာနော်အများကြီးပဲရှိတယ်ဒါအရေးမကြီးပါဘူးနော်ဆိုတော့ဟုတ်ပြီပြဿနာရှိလား तू ကဘာရလဲကျွန်တော်မေးတာအဲ့လောက်ရန်တော်နေလဲကျွန်တော်တရားမဟုတ်တော့ကျွန်တော်မေးတာပဲပြကျူမပြင်းနေနော်ကလေးရတယ်ဘာမရဘူးလဲမြစ်တာရတယ်ကလေးပြ तू ကကလေးရတယ်ဒါဆိုရင်နှစ်ယောက်စလုံးမှာပြဿနာရှိလားသူ့မှာရှိတာသူ့မှာရှိတာသူ့မှာ
မရှိဘူးယောက်ျားတစ်ယောက်တည်းကိုပေါင်းသင်းတာတော့မှနှစ်ယောက်စလုံးကလိုအပ်ချက်တည်တည်ရှိလိုအပ်ချက်ကမတူတာအယောက်စီတိုင်းမှာလိုအပ်ချက်ရှိတယ်တခါကျွန်တော်တို့ကဒီလိုစဉ်းစားတယ်လူတော်များတော့ကိုယ့်အကိုအားရတယ်ဆိုရလို့ရှိလားဒီမှာငါအားရတာပဲငါရချင်တဲ့ရှိလားမရှိဘူးနော်ဟုတ်တယ်မလားရှိတော့လက်တောင်ပြခင်ဗျားတို့အထူးဆူတောင်းရတော့မယ်အမရဘူးနော်ကိုဘကိုမမကြည့်ပြီးကျင်တယ်လို့ရှိလားမရှိဘူးနှာခေါင်းကြည့်ဘာလို့လုံးလေးဖြစ်နေတာလဲတချို့ကလည်းချုံနာမှတခါတည်းခဲတယ်တော့ဖေးခေါ်ရတာတချို့ကလည်းပြားတာမှဟိုးမလဲပြန်တူးရတယ်တခါတည်းဟုတ်တယ်မလားကိုနှာခေါင်းကိုကြည့်ပြီးငါကျတော့သူများလေးနှာခေါင်းလေးချစ်စရာလေးတခါတည်းကိုရီးယားမင်းသမီးကြငါနှာခေါင်းကျတော့ပြားတာမှဝတ်တော့မှပြန်ပြီးတော့ခက်စနေပြီကျကိုနှာခေါင်းကိုကြည့်မချင်တဲ့လူရှိတယ်ကိုမျက်လုံးကိုကြည့်ပြီးမချင်တဲ့လူရှိတယ်မလေးကိုခေကိုရီးယားမျက်လုံးလေးများလှလိုက်တာနော်ငါတို့မျက်လုံးများသကောကြီးထားတာကြားနေတာပဲကိုမျက်လုံးကိုမိသားစုကိုမချင်တဲ့လူရှိတယ်လူတိုင်းမှာမချင်တဲ့ချက်ရှိတယ်လိုအပ်ချက်ရှိရောက်နံပါတ်1လိုက်ဆိုပါလူတိုင်းမှာပြဿနာရှိတယ်ရှိလားရှိတယ်လူတိုင်းမှာပြဿနာရှိတယ်ဒီမှာထိုင်နေတဲ့လူတွေမဟုတ်ဘူးကမ္ဘာမှာရှိတဲ့တန်ပေါင်း6000ကျော်သောသူတွေမှာလူတိုင်းမှာမတူညီတဲ့ပြဿနာရှိတယ်ကျွန်တော်တို့ထင်တယ်သူများကိုပဲကြည့်ပြီးတော့ငါသူ့လိုဖြစ်ရင်ကောင်းမှာပဲလို့အပြင်းမှန်းကြည့်ပြီးဆုံးဖြတ်တယ်သူကလည်းပြေးဆုံးတယ်မဟုတ်သူကလည်းပြန်ကြည့်ပြီးငါသူ့လိုဖြစ်ရင်ကောင်းမှာပဲလို့စဉ်းစားတယ်ဒီကျွန်တော်အားပေးခြင်းညီကောင်တော်ပါတယ်ကျွန်တော်တို့တိုင်းလူတိုင်းမှာဘုရားသခင်ကလေလူတိုင်းကိုဖန်ဆင်းတာလေလိုအပ်ချက်နဲ့ဖန်ဆင်းတာအာမင်ဘယ်လူသားမှမပြည့်စုံဘူးအဲ့မပြည့်စုံတာကိုဘာလို့ခေါ်လူလို့ခေါ်တယ်ဟိုကလိုဒီကလိုတော့မှလောကမှာတော်ပြီးတော့မရှိဘယ်ကိတ်ကမှချမ်းသာဆုံးတော်ပြီးငါပတ်စံလည်းမရှာတော့ငါအရန်ပြည့်စုံပြီငါအကုန်လုံးရှိပြီဤပညာရှိပြီပတ်စံရှိပြီငါချမ်းသာပြီတော်ပြီးဆိုမရှိဘူးပတ်စံရှာတော့မယ်ကျွန်တော်လူပြောတယ်လူငယ်လေးတယောက်ကကျွန်တော်ပြောဆရာတဲ့ကျွန်တော်ငွေ3သိန်းလို့ကျွန်တော်စုတောင်းတယ်ဖခင်ကတပတ်တည်းမှာကျွန်တော်ငွေ3သိန်းပေးတယ်ကျွန်တော်ကြီးစုတော်ပေးပြီးတော့အဲ့လိုမှသိ2သိန်းတောင်းပါတယ်3သိန်းတောင်းလာရတာကိုကြီးစုတော်မချီးမလို့2သိန်းတောင်းလိုက်ပါတယ်you know ညီမဒီမှာဖုန်းနေဈေးကြီးတယ်340လောက်ပေးရစုတောင်းတယ်ခါရစင်ကဖျားပေးတယ်ဟာဖခင်ကြီးစုတော်ပဲစင်ကအခုဈေးကျလာယူဝယ်နေတယ်မချီနဲ့သေးပါလေဟန်ဆက်ကောင်းကောင်းဝယ်ချင်သေးတယ်ဟန်ဆက်ရရင်လေကျင်းတယ်လားမကျင်းတတ်သေးဘူး iPhone 5ကိုင်တဲ့လူကဟိုစစ်ပလက်တော့မျက်စောင်းထိုးကျင်နေတာခဏလွတ်ကြရတယ်တခါလက်ကနော်အစ်စ်ဝယ်ချင်တော့နော်လက်တည်းခဏလွတ်ကြရတယ်ဒီလိုပါလေပြည့်စုံနေဆိုမှရှိအမြဲတမ်းတစ်ခုမဟုတ်တစ်ခုတော့လူအဲ့ဒါကြောင့်လူလို့ခေါ်မကောင်းလူလို့ခေါ်ဖို့ကောင်းတယ်အာမင်ဘာလို့ခေါ်ဖို့ကောင်းလဲဟာနာမှာလူဝဲချက်ရှိလားပိနိနာမှာလူဝဲချက်ရှိလားကျွန်တော်တို့မှာလိုအပ်ချက်ရှိလားရှိတယ်လူတိုင်းမှာဘာရှိလဲလိုအပ်ချက်ရှိတယ်အာမင်ပြောကြည့်ပါဦးလူတိုင်းမှာလိုအပ်ချက်ရှိတယ်ကျေးဇူးတင်တဲ့ညီကိုနဲ့လက်ခုပ်တီးပေးပါအောင်လူတိုင်းပဲကျွန်တော်မိသားစုမှာကျွန်တော်မွေးလာညီမဒီမှာကျွန်တော်မွေးလာတယ်ရှင်းပြောမယ်ငယ်တော့ကျွန်တော်ပုံကျွန်တော်မကြိုက်ကျွန်တော်မွေးချင်းလေ73ပေါင်8အောင်စားရှိတယ်တာမန်ကလေးရဲ့2ယောက်စားလောက်ရှိတယ်မွေးချင်းကျွန်တော်ဆရာဝန်မဘလို့ထင်လဲဆိုတော့ဖောတယ်လို့ထင်တာနော့3ရက်မတိုက်ဘူးရေပဲတိုက်တယ်ကျွန်တော်ဒါလည်းမကြောက်ဒါကြောင့်သူများတွေကလေအခုမှအစာရှောင်ကျွန်တော်မွေးကလေးအစာရှောင်ရတာပြီးတော့စင်းရတဲ့မိသားစုမှာမွေးတယ်ပြီးတော့လူမျိုးကျွန်တော်အဖေကလည်းကဗျာအမေကလည်းကဗျာအဖေကကလားနဲ့ကရင်ကဗျာအမေကတော့ဘာကဗျာမှမသိဘူးကဗျာသူတို့နှစ်ယောက်ပေါင်းတော့ကျွန်တော်ကလုံးဖြစ်သွားတာငငယ်တော့ကလေဒါအခုမှရှိရတာငငယ်တော့ကလေဘာလူမျိုးလဲလို့မင်းလူတက်ချင်တာတကယ်ပြောတာသူများတွေကအမလေးချင်းနေရလဲတယောက်တော့တွေ့မောနဲ့အစင်းပြင်းနေတာကချင်တွေကလည်းအီနဲ့အစင်းပြင်းနေတာကျွန်တော်မှမောလဲမမောလို့မရအောင်အီလဲအီလို့မရအောင်ဘာလူမျိုးမှမရှိဘူးကျွန်တော်မိသားစုကကဘာမှာတစ်မျိုးပဲကျွန်တော်တို့မိသားစုပဲရှိတယ်ဘာလူမျိုးမှမရှိဘူးသူများတွေလို့ဟာဟိုလူမျိုးဒီလူမျိုးငါတို့အမျိုးကဘယ်ရွာမှာရှိတယ်ဘာမှမရှိဘူးကျွန်တော်တို့က
ကျွန်တော်ပြောမှညီကောင်တော့ကိုလူမျိုးကိုမချေနဲ့ဖြတ်ကိုကျွန်တော်မေးတယ်ကိုတော့ဘာဖြစ်လို့ကျွန်တော်ဒီလူမျိုးဖြစ်စီတာဘာဖြစ်လို့ကချင်မဖြစ်စီတာကျွန်တော်ဘာဖြစ်လို့နော်ဟိုဟာမဖြစ်တဲ့ဒီကကျွန်တော်ချင်းမဖြစ်စီကျွန်တော်တရုတ်မဖြစ်ဘာလို့ကျွန်တော်ကိုရီးယားမဖြစ်စီတာလဲငယ်တော့ကျွန်တော်မိကုံအများကြီးရှိတယ်ကလားလို့ပြောအောင်လေရုပ်ကကိုရီးယားရုပ်ပေါက်နေတယ်ကိုစိတ်ကူးနဲ့ကိုပါနော်လွတ်လပ်စွာစိတ်ကူးရင်ကိုရှိပါတယ်ကလားလို့ပြောလဲကလားရုပ်ကမပေါက်ပြန်ဆရာထန်တော်လို့ရုပ်မျိုးတော်သေးတယ်ကိုလူမျိုးကိုဘောမကြောက်ပြီးတော့မွေးလာတဲ့မိသားစုကလည်းမြန်မာပြည်မှာမွေးလာတယ်စင်းရဲတဲ့မိသားစုမှာမွေးလာကျွန်တော်အမေကလေအင်္ဂလိပ်တွေကိုပြန်ပြီးတော့တိုင်းပြည်ကနေဘရုတ်နေဝင်မောင်းတော့တဲ့ခေတ်မှာမောင်နှမအားလုံးကအမေရိကသွားလိုက်တယ်ကျွန်တော်အမေတယောက်တည်းမိဘမဲကြောင်မှာနေခဲ့တယ်ကျွန်တော်အမေတယောက်တည်းအဲ့တော့ကျွန်တော်အမေကမိဘမဲကြောင်မှာနေခဲ့တော့မိဘမဲကြောင်မှာရှိတယ်ကျွန်တော်အဖေနဲ့တွေ့ပြီးတော့အိမ်အောင်ကြတာကျွန်တော်အမေကိုပြောတယ်အမေဘာဖြစ်လို့အမေရိကမလိုက်သွားတာလဲတခါတလေကျွန်တော်အမေရဲ့မောင်နှမတွေမြန်မာပြည်လာတယ်ဟာတခါလေပတိုင်းမွေးတွေနဲ့အင်္ဂလိပ်စကားပြောတာပြည်သလားမမေးနဲ့ကျွန်တော်တို့မှာ ABCD မနဲ့လွတ်ကျက်နေရတာဒေါ်လာတွေအထက်လိုက်ကြိုက်ပြီးတော့မြန်မာပြည်လာတယ်ဟိုကျွန်တော်တို့ရှိမှထုတ်ပြီးရည်ပြတယ်ကျွန်တော်တို့ကပေးများပေးမဟုတ်ပျောက်မှာဆိုလို့ရည်ကြည့်ပြီးပြန်ထည့်သွားတယ်မပေးဘူးဟာတည်ရကြပြီးကျွန်တော်တို့မှတော့ဟုတ်သလားပေါ့နော်မပေးဘူးမောင်နှမတွေကျွန်တော်အမေပြောတယ်အမေဘာဖြစ်လို့အမေသာအမေရိကလိုက်သွားကျွန်တော်တို့တခြားပေါ့အမေရိကန်နိုင်ငံသားဖြစ်မှာမြန်မာပြည်မှာလာလူဖြစ်ရတယ်မကျင်တတ်ဘူးကျွန်တော်တို့မှတော်တော်များနော်မြန်မာပြည်မှာလူဖြစ်ရတာမကျင်လို့ news နဲ့လာတယ်မဟုတ်လားတချို့ကလည်းအဲ့ဒီမကျင်တဲ့ချက်တွေတခါလေမိဘတွေငါတို့ဒီမိဘမကြိုက်ဘူးခိုင်ဒီအစိုးရမကြိုက်ဘူးတော်တော်များအစိုးရမကောင်းကြောင်းပြောတယ်ကျွန်တော်မြန်မာပြည်မှာနေတဲ့ကအခုတော့တော်တော်များဟာအစိုးရဘယ်လိုဖြစ်တယ်ဟာအစိုးရဘယ်လိုဖြစ်တယ်ပြောတယ်ကျွန်တော်ပြောပါတယ်အစိုးရဆိုဘယ်တော့မှကောင်းမှုမမျှော်လင့်နဲ့ခေါင်းစဉ်ကအစိုးရဆိုအစိုးပဲရမှာနာမည်ကဘာလဲအကောင်းရလားအစိုးရလားအေးအစိုးရဆိုတာစိုးတယ်ဆိုတာတာဝန်ကြီးတာအဲ့တော့အကောင်းရဖို့မမျှော်လင့်ဘယ်နိုင်ငံမဆိုအစိုးရအလုံးဒီမှာပဲဒီမှာနယူးဇီလန်မှာကောင်းတယ်လို့ဘယ်သူပြောအခုကျွန်တော်တို့ game merit လက်မှတ်ထိုးလိုက်တယ်တမန်ကျတဲ့မညီတာတွေလောက်တာပဲကျွန်တော်နိုင်ငံမှာတစ်မျိုးဆိုတယ်ဒီနိုင်ငံတွေမှာတစ်မျိုးဆိုတယ်အမေရိကမှာလူတိုင်းနိုင်ငံတိုင်းမှာအစိုးရတွေဆုံးဖြတ်ချက်တွေကကျွန်တော်တို့အားလုံးစိတ်တာမဟုတ်ဘူးပဲဟုတ်တယ်မလားဒီမှာလဲကျွန်တော်အကြီးကျယ်လုပ်တယ်အခွန်ကောက်တယ်ပြုံလေးပေးရသူဘယ်သူရှိလို့လဲရှိဦးပဲဒါဆိုရင်နိုင်ငံတိုင်းမှာကျွန်တော်တို့အဆင်ပြေလားမြန်မာပြည်တော့နယူးဇီလန်လာခြင်းနဲ့တတိယနိုင်ငံသွားခြင်းနဲ့ကဒီနိုင်ငံမှာတော့ဘာလုပ်လဲကျွန်တော်တို့လားပတ်စံစုပြီးတော့မြန်မာပြည်ပြန်ဖို့ကြိုးစားနေကြတာဟာချီနာဘီနယူးဇီလန်မှာအရန်ပြောတယ်ဒီအောက်လန်မှာဟိုမြန်မာပြည်စိတ်ကူးတော့မင်းတော့မထင်နဲ့အဲ့ဒီရွာလေးပဲပြန်လဲခြင်းနဲ့တွေ့အများကြီးပဲအဲ့တော့အကြီးကြီးပတ်စံစုနေရတယ်ချိုးကဘယ်သူမှပြောတာမဟုတ်ပါဘူးဒါဆိုရင်လူတွေဟာနေရာတိုင်းမှာပြီးပြည့်စုံတဲ့နေရာရှိလားရှိဘူးရွာလူတွေဟာမြို့ရောက်ခြင်းနဲ့ငါတို့မြို့သွားရင်မလီမြို့ရောက်ရင်ငါတို့အိမ်မက်တွေမြို့ပေါ်မှာဆိုရင်မြို့ရောက်တော့ချင်းလာမြို့ပေါ်လူတွေလည်းမချင်းတတ်ပါဘူးနိုင်ငံသားဖို့စိတ်ကူးရင်နိုင်ငံခြားလူတွေရောချင်းလာမချင်းတတ်ပါဘူးနိုင်ငံလူတွေကလက်ကပါသွားရင်ကောင်းမယ်စိတ်ကူးရင်လည်းလက်လောကကြီးထဲမှာကျွန်တော်ပြောချင်တယ်ညီကောင်မောင်တွေဘယ်သူမှပြီးပြည့်စုံတဲ့သူမရှိဘူးအာမင်လူတိုင်းမှာလိုအပ်ချက်ရှိလားနံပါတ်1အိမ်တောင်တိုင်းမှာလိုအပ်ချက်ရှိတယ်ပြဿနာရှိတယ်ဆိုတော့အိမ်တော်မကြခင်တော့အမျိုးသမီးတွေယောက်ျားတွေကဘယ်လိုမြင်လဲဆိုတော့ကြည်မဝါလို့မြင်တယ်ဘလို့ကြည်လို့မဝအောင်ဟိုးနှစ်ဖူးကနေခြေမအထိလှတယ်တချင်းအောင်ဆိုတယ်နှစ်ဖူးကခြေမအထိအောင်လှတယ်ဟဲ့လားတနေ့ကုန်ထိုင်ပြီးဒစိမ့်စိမ့်ကြည့်အရာလူငယ်တွေကတချင်းဆိုတတ်တယ်တလောက်တော့တနေ့ကုန်ထိုင်ပြီးဒစိမ့်ကြည့်ရေမချိုးပဲ9ရောက်ကြည့်ခိုင်းကြည့်နိုင်အောင်မလားလို့ကျွန်တော်မေးရသေးတယ်ရေလည်းမချိုးပဲနဲ့တခါလေဘာမှအလားမပြင်းမနဲ့မိုးနှစ်ဖူးကနေခြေမိုင်းလာ9ရက်တကူလုံးနန်ဆိုလိုက်ဘယ်သူမှမကြည့်နိုင်တော့အိမ်လုံးကြပြီးတော့3-4နှစ်လောက်ကြာတော့ဘာဖြစ်လာလဲကြည်မဝါကနေကြည်မရဖြစ်လာတာဘယ်မှကြည့်လို့မရတော့တခါလူတယောက်ကပြောတယ်ဖြစ်ပြလေးပေါ့မိန်းမတွေကိုမယူခင်တော့တဲ့ယောက်ျားတွေကရုပ်မြင်တန်ကြားနဲ့တူတယ်တဲ့ရုပ်လည်းမြင်ခြင်းနဲ့အတန်လည်းကြားခြင်းနဲ့ယူပြီး3နှစ်လောက်ကြာတော့ရေဒီယိုဖြစ်လာတယ်အတန်မဲကြားခြင်းနဲ့ရုပ်မမြင်ခြင်းတော့ဘူးတဲ့ဘသူမှမဆိုလို့ပါဘူးဒါအပုံမီမပြတ်တာပါကလေး2ယောက်3ယောက်လဲမွေးရောတဲ့ဘောလုံးလိုပဲဘယ်နာကန်ရင်ကောင်းမလဲပဲစဉ်းစားတာဟိုးအနည်း20လောက်ကျတော့ခေါက်တီးလိုပဲအဝေးဆုံးကိုရိုက်ပလိုက်ချင်တာ
တို့ကဆရာတက်ပြောတော့ရက်ခွန်ရတာပြန်ပြောမယ်အပြိုဖြစ်ခါစားအမျိုးသမီးကဘာနဲ့တူတယ်လဲဆိုတော့တဲ့ဘောလုံးအသင်းမှာကန်တဲ့ဘောလုံးနဲ့တူတယ်တဲ့ဟိုဘက်17ယောက်ဒီဘက်17ယောက်အဲ့ဒီဘောလုံးကိုရပါအတကုံကြိုးစားတယ်တဲ့အမလေးဒူးတွေတောင်းနေအပြဲခံပြီးတော့ဘောလုံးကန်လိုက်တော့ဂိုးသမားဝင်မာဆိုတော့ဒိုင်မင်တွေပြစ်တယ်အဲ့ဒီ16နှစ်19နှစ်အမျိုးသမီးကဘောလုံးအသင်းမှာရှိတဲ့ဘောလုံးလိုပဲအရန်တန်ဖို့လူတိုင်းလူတယ်တဲ့အသက်20လဲကြော်လဲကြော်တဲ့ဗော်လီဘောလိုပဲဟိုဘက်6ယောက်ဒီဘက်6ယောက်လူနေသွားတယ်တဲ့အဲ့တော့ဟိုဘက်ကလည်းအတင်းပုတ်ဒီဘက်ကလည်းအတင်းကိုယ့်ဘက်မှာကြာမှာဆိုတော့အတင်းပုတ်နေကြတာအသက်အစိတ်လဲကြော်ပင်ပေါင်လိုပဲတဲ့ဟိုဘက်တစ်ယောက်ဒီဘက်တစ်ယောက်တယ်အသက်30ကျော်40ကလာတဲ့အမျိုးသမီးကြောင့်ကောက်တီးလိုပဲသေးချချိန်တာကျွန်တော်ကြားဘူးတာကိုပြောတာပါဆရာဇော်လေးကငါတို့စော်သွားလို့မဟုတ်ပါဘူးအိမ်အောင်တိုင်းမှာပြဿနာရှိလားရှိတယ်တချို့ကလည်းယူပြီးမှသိတယ်ငါနိုင်ရိုးတလုံးငါယူလိုက်တာလည်းဘယ်ဟုတ်မလဲဝက်နိုင်ရိုးဖြစ်နေတယ်တဲ့ကျွန်တော်တငယ်ချင်းဆရာကျော်ကနောက်တယ်ကျွန်တော်အမျိုးသမီးနဲ့ကျွန်တော်အိမ်အောင်ကြပြီးတော့ကြားမှာ၄နှစ်နေပြီးပြန်လာတော့ရန်ကုန်ရောက်တော့ကျွန်တော်အမျိုးသမီးကတားဝသွားလေအဲ့နဲ့ဆရာကျော်ကကျွန်တော်မျိုးသမီးတို့ဟေးရေနူးတဲ့တော်သေးတာကိုနင့်ငါမယူမိတာတဲ့ကျွန်တော်တကယ်ချင်းကျွန်တော်မျိုးသမီးတို့တော်သေးတာကိုငါမယူမိတာတဲ့ဇော်လေးအောင်တော့တော်ခံလိုက်ရပြီတဲ့ဆိုတော့ဒီခါကျွန်တော်တို့အိမ်အောင်ကြပြီးတဲ့အခါဘယ်လိုစဉ်းစားလဲဟာငါနန်ရိုးများမားသွားသလားလို့စဉ်းစားတယ်ငါစိတ်ကူးရင်ထားတာဒီလိုဘဝမျိုးမဟုတ်ငါစိတ်ကူးရဲ့ယောက်ျားဒါမျိုးမဟုတ်ငါစိတ်ကူးရဲ့မိန်းမဒါမျိုးမဟုတ်တခါကျွန်တော်တို့ရဲ့စိတ်ကူးရင်ခဲ့တဲ့ဟာနဲ့အိမ်တော်ကြီးကတခြားစီငါအရင်တော့ဆူတောင်းခဲ့တဲ့စိတ်ကူးရင်ခဲ့တဲ့ငါပုံစံငါမိသားစုဖြစ်ဒီလိုမဟုတ်ဘူးတကယ်လို့ညကိုယောက်ျားကိုမိန်းမကိုလမ်းထိပ်မှာရှိတဲ့စူပါမားကတ်မှာလဲလို့ရအားလုံးလဲကြမှာအလိုက်တောင်ပေးပြီးတဲ့ဟိုမှာဘယ်သူမှကျွန်တော်မပြောပါဘူးစောင်းပြီးတော့ဒါပေမဲ့ခိုင်ကျွန်တော်တို့ခံစားတယ်ငါမိသားစုတချို့ကဘေးအိမ်ကိုအားကြတယ်အတင်းတော့မှလည်းဟာဟိုမိသားစုအားကြဖို့ကောင်းတယ်ချီစမ်းငါတို့ကရံဖြစ်အော်ကြီးအချင်းနဲ့ရံဖြစ်တာစေအိမ်ကြား15အိမ်ကြားလောက်ချာနဲ့ထုတယ်လို့ပဲဘက်ကတက်လို့တော့တခါတည်းဟိုစီးရီးယားလို့ချကြဟိုဘက်အိမ်ကကြည့်ပေါ့အတန်မထောက်မထင်နဲ့အဲ့ဒီဘက်ကလေအတန်တိတ် silencer တက်ပြီးချတယ်တချို့ကတော်တယ်နော်ရံဖြစ်တော့မှအတန်မထောက်အောင်ဖြစ်တယ်ချို့မိသားစုတွေကျွန်တော်တနေ့အိမ်တိန်သွားလေတော့တခါကြီးပွင့်နေအိမ်ဝင်တာနဲ့အိမ်မှာတရားမှမရှိဘူးဒါပေမဲ့အတန်တိုးတိုးလေးကြာတင်းအောင်ဆရာကနားသိကောင်းတာနော်တိုးတိုးလေးကြာသိတယ်လင်မြန်းနဲ့အခန်းထဲမှာရံဖြစ်နေတာကျွန်တော်ကလမ်းကိုဟေးမမလဲဆိုနိုင်ကွက်တိမထွက်လာဘူးမထက်မှရံဖြစ်နေတာကိုလုံးလဲကျွန်တော်သိတယ်အဲကျွန်တော်ထိုင်ဆောက်တာပေါ့ကဲမလားနောက်နိုင်ကွက်မှထွက်လာအမျိုးသမီးကမျက်ကွက်မှာကွင်းနေရတယ်ခါတယ်အတမထွက်အောင်ထိုးတာဘယ်တော့တော်လဲဆိုတော့ယောက်ျားတွေအဲ့ဒါလည်းမိန်းမမငိုးတော့ကြိတ်ထားတာတခါတည်းထွက်လာတော့ကျွန်တော်ဟဲ့တရုတ်ဆရာတော်မြင်တယ်လေမမြင်ကြအောင်ဆောင်လိုက်ရတယ်ကျွန်တော်မရဘူးကျွန်တော်အစဖော်ထုတ်တာတားတော်တာဟဲ့မျက်စိမှာကွင်းဘာဖြစ်တာလဲကျွန်တော်ဆရာတဲ့ဂတင်ဆောင်နဲ့ရိုက်မိတာတဲ့ဖုံးပေးတာတော်တာဂတင်ဆောင်နဲ့လည်းအကွင်းလိုက်စပြည့်တဲ့ဘောပါလေအိမ်တောင်တိုင်းမှာအစင်မပြေတာရှိတယ်အဲ့တော့အိမ်တော်တိုင်းမှာအစင်မပြေတိုင်းမှာကျွန်တော်တို့ကဗာလဲဟာဒါငါရဲ့နံရုံးမဟုတ်ဘူးဒါဘုရားတကယ်အလိုတော်မဟုတ်အစင်မပြေတာနဲ့ဘုရားအလိုတော်မဟုတ်ဘူးလို့ပြောလို့မရအိမ်တော်တိုင်းမှာအစင်မပြေမှုစာရှိတယ်သဘောထားကိုယ်လွဲမှုစာရှိတယ်စိတ်ဆိုးစိတ်ကောက်တယ်ဆိုတာရှိတယ်အားလုံးကကောင်းကင်ရဆင်းတဲ့ကောင်းကင်တမန်တွေမှာမဟုတ်တာဟုတ်တယ်မလားအားလုံးပြည့်စုံပြောစရာမလိုတော့ပုံကိုယ်တည်းအားလုံးမှာလိုအပ်ချက်အားနည်းချက်တွေရှိတယ်ကျွန်တော်လင်မြန်းနှစ်ယောက်လူမျိုးလည်းမတူအမြင်လည်းမတူအယူဆလည်းမတူအကျင့်ဘာမှမတူကျွန်တော်ညီမနှစ်ယောက်ယူတာကျွန်တော်ကအရင်တော့ထင်တာတဘိုးညီတယ်ဆိုအကုန်တူတဲ့လင်မြန်းလို့ထင်တာယူပြီးမှသိတယ်တခုမှမတူကျွန်တော်ကလေဘာလုံးလို့တဘိုးအလုံးမှာနောက်ကျတယ်ဆိုတော့လုံးဝမကြိုက်ဘတ်စကားကမှဘတ်စကား10နာရီထွက်ဖို့ကျွန်တော်8နာရီဆိုဘတ်စကားကိရောက်ပြီ8နာရီဆိုဘတ်စကားတော့မရောက်သေးဘူးဂိမ်းမှုတော့မရောက်ကျွန်တော်ရောက်ပြီခက်တီပဲကျွန်တော်မိမကျွန်တော်အဲ့လိုမဟုတ်10နာရီဘတ်စကားထွက်လို့8နာရီမှအိပ်ရထားတာ8နာရီခွဲမှမျက်နှာတစ်ပြီးတော့9နာရီမှအထုပ်စားတဲ့9နာရီခွဲကျမှသွားရင်ကောင်းမလားမသိဟဲ့ဟိုမှာဘတ်စကား10နာရီတော့မှ
အေးစေပဲသူကသွေးအေးတာမှဆရာထန်တောင်တော့ဖေခေါ်ရတာသွေးအေးတာရက်ဆက်တယ်အဲ့တော့ယူဂါစာဘလို့ထင်လဲဆိုတော့ဘုရားသခင်နံရိုးမားပြီးထင်တယ်နော်ငါလိုချင်တာနံရိုးမပဲဝက်နံရိုးရပြီးထင်တယ်ထင်ခဲ့တာတခုမှမတူအကျင့်မတူအကြိုက်မတူအမြင်မတူဒါပေမဲ့အံ့ဩစရာကောင်းတယ်ဘုရားသခင်ကအဲ့မတူတဲ့နှစ်ခုကိုစစ်ဆက်ပေးလိုက်တဲ့အခါဘာဖြစ်လာလဲဆိုတော့အခုကျွန်တော်ညညားပြီးတဲ့အခါမှာအရင်တော့10နာရီထွက်မဲ့ဘတ်စကား10နာရီတည်းကားကိရောက်နေတာအခုလင်မြဲတော့ညားမှာ10နာရီထွက်မဲ့ဘတ်စကား9နာရီခွဲဆိုဘတ်စကားကိရောက်သွားတယ်သူလည်းနောက်မကြတော့ကျွန်တော်လည်းမစောတော့နှစ်ယောက်ပေါင်းတော့ in the quality ဖြစ်သွားတယ်အာမင် quality ဘုရားသခင်ကတင့်ကိုအကောင်းဆုံးအိမ်တော်ပဲပေးထားတယ်ဟာလေလုယာဟာလေလုယာအကောင်းဆုံးပုံစံပေးထားတယ်အာမငယ်နဲ့မျက်စိစောင်းစောင်းလေးဖြစ်လို့အာမငယ်နဲ့တွားခေါခေါလေးဖြစ်လို့အာမငယ်နဲ့ပူလို့အာမငယ်နဲ့ကျော်ကွန်ကိုရက်ပူလို့လေ3ပေတကိုက်လို့ခေါ်ခံတဲ့သူလည်းရှိတယ်ကျွန်တော်ကဆုတောင်းမလို့ကျွန်တော်16နှစ်သားမှပြောင်းလဲတယ်ကျွန်တော်အိမ်တော်ဘက်တက်ကျွန်တော်ဆုတောင်းတယ်ကျွန်တော်အိမ်တော်ဘက်တက်ကျွန်တော်ဘယ်လိုဆုတောင်းလဲဆိုလို့လေကျွန်တော်အမျိုးသမီးတို့ကျွန်တော်20ချက်ဆူတောင်းတယ်20ချက်မလို့ကျွန်တော်အမျိုးသမီးတို့လွယ်တဲ့ကိစ္စမဟုတ်ဘူးနော်20ချက်16နှစ်သားရဆိုတော့ကိုတော့ကျွန်တော်ဒီလိုမျိုးသမီးလိုချင်တယ်နံပါတ်1ပါနံပါတ်2ပါနံပါတ်3ပါနံပါတ်4ပါဆူတောင်းတော့အဲ့ဒါစင်မာရှိတဲ့လူတွေကဆရာတဲ့နံပါတ်1လေးပြပြလို့ရမလားတဲ့သူကတအားသိချင်တာမေးတဲ့လူကလည်းအိမ်အောင်ရှင်အဲ့ဒါကျွန်တော်ပြောတယ်နံပါတ်1အရေးကြီးဆုံးကမိန်းမဖြစ်ရမယ်အရေးကြီးတယ်အခုခွဲစစ်ထားတာတအားများတယ်ပြောလို့ရတာမဟုတ်ဒီခေတ်ကြီးဟာကျွန်တော်ဆူတောင်းချက်တွေအများကြီးဆူတောင်းတယ်အတန်ကောင်းရမယ် prison worship ဥဆောင်နေရမယ်ကျွန်တော်က prison worship မဥဆောင်နိုင်ဘူးကျွန်တော်ဥဆောင်နေဆိုရင်အားလုံးတညီကျွနဲ့လမ်းလွဲတာအားလုံးလမ်းလွဲတာနော်ကိုတီကိုဆိုကွက်တီကွမ်ကိုတီကွမ်ကိုဆိုကွက်တီပဲဘယ်သူမှပါစရာမလိုသူများတီကိုဆိုလမ်းလွဲပြရတာကိုတီသူများဆိုပို့ဆိုကျွန်တော်မိမခက်ခက်ပြောတယ်ကျွန်တော်အတင်းတော့စကားသားမှာတီးမဲ့သူကျွန်တော် prison ကျွန်တော်တီးတာworship တခြင်းတွေတီးလိုက်တာ praise တခြင်းဖြစ်သွားတာအယမ်းမြန်လုံးလို့တခါနော် worship တခြင်းတွေအားလုံး praise ဖြစ်သွားတာဆက်ကျွန်တော်ဆူတောင်းတယ်ဖျက်တခင်ကျွန်တော်အမျိုးသမီးကလုံးဝ praise ကိုဦးဆောင်နိုင်ရတယ်နောက်ကကျွန်တော်ဆူတောင်းတယ်ကျွန်တော်အမျိုးသမီးကအရက်ရှည်တဲ့အမျိုးသမီးမဖြစ်ရအောင်ကျွန်တော်ပခုံးကွက်တီးဖြစ်ရမယ်ကျွန်တော်ကလေအမျိုးသမီးဆိုရှည်တာဘာတစ်ခုမှမကြိုက်ဘူးအရက်ရှည်တာမကြိုက်ဘူးရှားရှည်တာမကြိုက်ဘူးမရှည်ရဘူးဆူတောင်းတာအတိအကျဆူတောင်းတာကျွန်တော်မရဘူးကျွန်တော်အမျိုးသမီးကလေကျွန်တော်ချစ်စရာအကောင်းဆုံးအချက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့လေစိတ်ဆိုးရင်စကားမပြောတော့အဲ့ဒါဒီနေ့ထိကျွန်တော်ကြွေတယ်အဲ့ဒါတချို့မျိုးသမီးတွေစိတ်ဆိုးရင်အရင်စကားပြောတယ်ဟိုတိတ်လုံးထွက်ပြေးစီစိတ်တော့ပေါက်တာခါပြောနိုင်တာဘယ်သူမှကျွန်တော်မရည်ရွယ်ပါဘူးကျွန်တော်အတွေ့အကြုံကိုကျွန်တော်ပြောတာပါတားပြောနေတယ် rap ချင်းတော့လက်ကားဖြစ်သွားနော်ဆယ်တော်ပြောလို့ဟိုပြတယ်မိုးလေးနဲ့မိုးရှိလေးပြောနေတာခါလည်းအမျိုးသမီးကျွန်တော်အမျိုးသမီးကလူတစ်မျိုးစိတ်ဆိုးရင်လုံးဝမပြောတော့စိတ်ဆိုးပြီးတော့ပိတ်သွားတယ်ခါလည်းပိတ်သွားလုံးဝစကားမပြောတော့ဆိုတာသိရတယ်ကျွန်တော်မျိုးစိတ်ဆိုးနေပြီလားနောက်တစ်ခုကျွန်တော်အရင်တဘောကြားတယ်စိတ်ဆိုးတာဘယ်တော့မှမရှိဘူးတချို့အမျိုးသမီးတွေကလေစိတ်ဆိုးရင်လေ9ရက်ရှိရအိယာမထားဘယ်သူမှကျွန်တော်စောင်းမပြောဘူးနော်9ရက်ရှိရစိတ်ကောက်ပြီဆိုတခါတည်းအမအိတ်တာတခါတည်းလူသေးတောင်မှ तू နည်းနည်းလှုပ်သေးတယ် तू ကမလှုပ်တော့ရှိတယ်ကျွန်တော်မြင်မှုတယ်တင်းတော့မှာဟာကျွန်တော်အမျိုးသမီးတော့မဟုတ်စိတ်ဆိုးတာလေ9မိနစ်မကျော်9မိနစ်မကျော်အခုပဲအခန်းထဲမှာရံဖြစ်ပြီးစိတ်ဆိုးပြီးအပြင်ထွက်သွားတာဒီမှာစိတ်ဆိုးလို့မပြီးသေးဘူးမိမဘာပဲနောက်9မိနစ်ပြောင်းလာဆရာဘာစားမလဲဟာကိုတော့မစိတ်ဆိုးတာမပြီးတော့ပြီးသွားပြီဟိုမှာဟေးဆေးပဲပြုံးပဲခွာစားမှလေဘာလို့ပြီးရတော့ဟာစိတ်ဆိုးတာလုံးဝမရှိဘူးဘာမှမရှိတာကောင်းတယ်ရှာလည်းမရှိဘူးအရက်လည်းမရှိဘူးစိတ်ဆိုးတာလည်းမရှိဘူးညဘက်ဘလောက်ပဲတယောက်ရံဖြစ်ဖြစ်မနှက်ကြရင်အေးစေးပဲအားကိုမိသွားပြီသူကခတိတိပဲမိနိုင်တယ်ဒါကြောင့်ကျွန်တော်အားပေးခြင်းကြီးကိုမော်တော်ပါတယ်ကျွန်တော်အတိအကျဆူတောင်းခဲ့တယ်ကျွန်တော်အမျိုးသမီးတို့ကျွန်တော်အရက်ပူတယ်အားမငယ်နဲ့အဲ့အရက်ပူတဲ့အတွက်အတိအကျဆူတောင်းတဲ့သူတွေရှိတယ်အာမင်ကျွန်တော်မျက်စိစောင်းတယ်ကျွန်တော်တပည့်တယောက်သူ့ကောင်မလေးမျက်စိဆောင်လို့ပြောတယ်မိကောင်မလေးမျက်စိဆောင်လို့ဆရာတဲ့မျက်စိဆောင်တယ်မပြောနဲ့တဲ့တခါတည်းကိုနှစ်ခုမြင်တယ်။ तू ကကျွေးနေတာတစ်ခုတည်းကြည့်တာမို့နှစ်ခုမြင်တယ်တဲ့အမြင်ကျဲတာတဲ့အဲ့ဒါ။ဒါကြောင့်လူတိုင်းကျွန်တော်လိုက်ပြောပါလူတိုင်းဖခင်သခင်သည်အထူးဖန်ဆင်းထားတယ်။
ပြောကြည့်ပါဦး I am special ကြကြလေး I am special ကြကြလေး I am special ကိုယ့်ကို special ပြောတော့မှအားရပါရမပြောရဘူးကျွန်တော်ပြောမယ်မိတ်ဆွေက special ဖြစ်တယ်အထူးသီးသန့်ဘုရားဖန်ဆင်းထားတယ်ပြောကြည့်ပါဦးအထူးသီးသန့်ဖန်ဆင်းထားတယ်ကြကြလေးအထူးသီးသန့်ဖန်ဆင်းထားတယ်ဟာလေလုယာမိတ်ဆွေကိုဘုရားသခင်ကအထူးသီးသန့်မိတ်ဆွေမဟုတ်တဲ့ဟာနာလိုမျိုးမရှိတဲ့အာရှိကောင်းရှိလိမ့်မယ်တာသမီမရနိုင်တာဖြစ်တဘဝလုံးစူးစမ်းတယ်မရနိုင်အဆက်ကွဲတာဖြစ်ကောင်းဖြစ်လိမ့်မယ်မိတ်ဆွေပေနိနာလို့ရှိတာတွေတော့အများကြီးပဲဒါပေမဲ့လိုချင်တာမရနိုင်တဲ့ဘဝမျိုးဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့ကျွန်တော်ပြောချင်တယ်ဘုရားသခင်မိတ်ဆွေကိုအထူးသီးသန့်ဖန်ဆင်းထားတယ်အာမင်ကျွန်တော်စင်းရဲတဲ့မိသားစုမှာမွေးခဲ့တယ်ကျွန်တော်မမြင်နိုင်ဘူးဒီပြဿနာတွေပဲမြင်ပြီးကျွန်တော်ဘယ်လိုစဉ်းစားလဲငါဘဝတော့သွားပါပြီလို့စဉ်းစားတာဒီနေ့ကျွန်တော်အားပေးခြင်းနဲ့ပြဿနာကိုပဲမမြင်ပါနဲ့ဘုရားသခင်ကိုမြင်စမ်းပါဟာလေလုယာတခါတည်းကျွန်တော်ပြဿနာကိုပဲကျွန်တော်အပုံကြီးချဲ့ပြီးတော့အဲ့ပြဿနာတွေမှာခံစားနေတယ်မိသားစုပြဿနာတွေမှာခံစားပြီးငါဘဝတော့သွားကျွန်တော်ပြောမယ်ပြဿနာဟာလူတိုင်းမှာရှိတာဖြစ်တယ်အာမင်ပြဿနာကလူတိုင်းမှာရှိတယ်အိမ်တော်တိုင်းမှာရှိတယ်အဲ့ဒါနဲ့ဟာနာကြေကွဲပြီးတော့တခါတည်းဖះเจ้าသွားဖို့လုပ်တယ်နှစ်တိုင်းသူတို့ကဖះเจ้าသွားကြတယ်အဲ့တော့ဖះเจ้าကရှိလောမြို့မှာရှိတယ်ကျွန်တော်တို့သာပြဿနာရှိတယ်ဆိုရင်ဖះเจ้าသွားမလားတီးချတယ်မသွားမှာမဟုတ်မနေ့ကုတ်နဲ့ကိုရင်တော့တော်ပြီးစိတ်ညစ်တယ်နော်စိတ်လေတယ်စိတ်မပါဘူးဖះเจ้าသွားကျွန်တော်အားပေးခြင်းနဲ့ပြဿနာရှိတာနဲ့ဖះမျက်မှောက်တော့မလာတာတခြားစီဖြစ်တယ်ပြဿနာရှိတဲ့ဖះမျက်မှောက်တော့လာဖို့လိုတယ်ဟာလေလုယာအခြေအနေမကောင်းရင်လည်းမျက်မှောက်တော်လာဖို့လိုတယ်။ယာတိဥတို့မကောင်းရင်လည်းမျက်မှောက်တော်လာဖို့လိုတယ်။ဖခင်ရဲ့မျက်မှောက်တော်ဆိုတာတင်းမှာဘာတွေကပဲစီတာဖခင်မျက်မှောက်တော်မှာတင်းအဆက်တွေပြတ်လို့မရအောင်။အာမင်။အာမင်။အာမင်။ကျေးဇူးရောက်ဆောင်ဘုရားကောင်းချီးပေးပါစေ။အဲ့မှာအငယ်6မှာအငယ်6အငယ်9ပတ်ရောက်ကျောင်းလိုက်ဆိုပါနှစ်စင်မပြတ်ထာဝရဘုရားဤအိမ်တော်သို့သွားသောအခါရန်သူနှောက်ရှက်သဖြင့်ဟာနာသည်အစာမစားနိုင်ငိုလျက်နေပြဿနာရှိပေမဲ့နှစ်စင်မပြတ်ဘုရားသခင်ချီသွားလားနှစ်စင်မပြတ်ဘုရားမျက်မှောက်တော်လာလားမိတ်ဆွေမှာပြဿနာရှိမှကျွန်တော်အားပေးခြင်းနဲ့ဘုရားရဲ့မျက်မှောက်တော်အစင်မပြတ်လာပါဘယ်တော့မှမပြတ်စေနဲ့ကိုယ်ကိုယ်ချင်းမပြတ်စေနဲ့စုတောင်းချင်းမပြတ်စေနဲ့ဖခင်ရဲ့အိမ်တော်ဗိမာန်တော်ကိုလာတာမပြတ်စေနဲ့အဲ့ဒါကမိတ်ဆွေတို့စစ်မှန်တဲ့အဖို့ခါဖြစ်တယ်ခိုင်ပြောင်းလာပျော်လို့လာမဟုတ်ဘူးခိုင်ကျွန်တော်ပြောင်းပဲကျွန်မလာလဲပျော်မှလာတဲ့ပြောင်းပဲကျွန်မလာတဲ့အခြေအနေကောင်းမှလာတဲ့ယာသူတို့ကောင်းမှလာတဲ့ကျွန်တော်ဖခင်ကြောင့်မျက်မှောက်တော်လာတယ်ဆိုတာအခြေအနေကောင်းမကောင်းလာမှာဖြစ်တယ်ကျမ်းစာလိုပဲလိုက်ဆိုပါနံဝိညာဉ်၎င်းသစ္စာနဲ့၎င်းကိုးကွယ်ရမယ်ဘာနဲ့ကိုယ်ကွယ်မှာသစ္စာနဲ့ကိုယ်ကွယ်ရမယ်ကိုယ်ကွယ်ချင်တာဘာလဲသစ္စာကိုယ်ကွယ်တဲ့ခြင်းဆိုတာဘာလဲသစ္စာရှိရမလားဖះเจ้าတက်ဖို့သစ္စာရှိရမလားအလူငွေထဲဖို့သစ္စာရှိရမလားကျမ်းစာဖတ်ဖို့သစ္စာရှိရမလားဖះသခင်ကလေသစ္စာရှိတဲ့သူဖះရှာတယ်အာမင်အဲ့တော့သူနှစ်စင်မပြတ်ဖះမျက်မှောက်တော်တာအဲ့တော့လူတိုင်းမှာပြဿနာရှိတယ်အိမ်မှာပြဿနာရှိတယ်အိမ်မှာပြဿနာရှိတာသူ့ရဲ့တစ်ဖက်ကအမျိုးသမီးကလေးတွေမွေးတော့ तू ကစိတ်တကြအဲ့ကလေးတွေကြီးပြီးငါမှဘာလို့အဲ့လိုမဖြစ်ရစိတ်တကြအဲ့ဒါနဲ့ဖျောင်းတော့ဖို့လမ်းထွက်လာတယ်လမ်းမှာလည်းပြဿနာရှိတယ်ကြည့်လမ်းမှာလည်းရန်သူနှောက်ရှက်လာနှောက်ရှက်တာပေါ့သူများတွေကသူ့အတင်းပြောနေတယ်လမ်းမှာဖျောင်းတူသွားအုပ်လိုက်သွားတာသူတို့ကမျိုးတစ်မျိုးလုံးကလူတွေသွားတော့တလန်းတော့ဟိုမှာကြည်ရန်ညုံနေတဲ့မိန်းမဘာပဲသူ့အတင်းပြောတာဖြစ်ကောင်းဖြစ်လေအဲ့တော့ तू ဘာဖြစ်လဲအရန်ခံစားလို့ဘလောက်တောင်ဆိုးလဲဆိုတော့အစာတော့ပြဿနာဖြစ်ဘူးတယ်တော်များများမှာရှိပါတယ်ဒါပေမဲ့လေတချို့ကဘလောက်ပဲပြဿနာဖြစ်ပြီးအစားတော့စားနိုင်သေးတယ်အဲ့ဒါအခြေအနေကောင်းတယ်အစာဝင်ဘာဖြစ်လဲအခြေအနေကောင်းသေးတယ်လားအခုကျွန်တော်တို့အစာဝင်သေးလားဒီကျလေးအစာဝင်သေးလားဘုရားနေတဲ့စားခဲ့လားခင်ဗျအခြေအနေကောင်းသေးတယ်တချို့ကလေပြဿနာဖြစ်အရင်ခြေကွဲလို့အစာမစားနိုင်တော့တချို့ကတော့မဟုတ်ဘလောက်ပြဿနာဖြစ်ပြီးစားနိုင်သေးတယ်တကယ်ကျွန်တော်အိမ်မှာအမျိုးသမီးတယောက်လာတယ်လာရင်ဖွင့်တယ်တယောက်ကြာမကောင်းကြောင်းလာရင်ဖွင့်အာယောက်ျားကျမကိုရိုက်တယ်ကျမကိုထိုးတကောင်ငိုတာတစ်ခါတနေ့ကောင်ငိုတာဘလို့အနှစ်သိပ်ပဲကျန်းစာလဲကဘာဦးကနေဗျာဒိတ်ကုန်တယ်မရဘူးသူကယောသကြောင့်ပြရတယ်မရဘူးဒါဝိကြောင့်ပဲကျွန်တော်ကိုတွေးပြရတယ်အိုးဘလို့မှမရဘူးနေ့လေတော့မှသမင်းပြင်ပြီလေအမျိုးသမီးကနော်
မထူးတော့ပါကဲအဲ့ဒါဆိုရင်ထမင်းစားရအောင်စားပြီးမှပဲဆက်ပြောတာဗောကွာဘိုက်စားပြီလေတင်းအောင်စီလည်းအစာအိမ်နဲ့သွားတာဟိုနော်ဟိုမှငိုတာမပြီးတော့နော်အဲ့ဒါနဲ့ကဲဒီမှာထမင်းစားပြီးမှတော့သူများအဲ့လောက်ကြေကွဲလို့မစားဘူးလားဆိုစားတယ်ဗျဘာပြောလို့စားမှာတဲ့ကျမအိမ်ကဘာမစားခဲ့ဘူးဒါမလဲအဲ့လောက်ငိုတာမြတ်မစားဘယ်ဟုတ်မလဲအဲ့ဒီက3မကန်အောင်စားသွားတာလိုက်ပွဲလည်းနှစ်ခါလောက်ယူပြီးတစ်ခါလည်းစားပြီးတော့မစားရင်လည်းငိုတာနော်ဆရာမသိလို့တဲ့ကျမထမင်းမြင်ယောက်ျားဘလောက်ဆိုကျမပိုခန်းစားငိုပြီးစားသွားတာအကုန်လုံးတချို့ကငိုတာကော်ဖီပူတစ်ခွက်လုံးတောက်သွားတယ်တခါတည်းအစားဝင်အချင်းနေကောင်းသေးတယ်အရန်ကောင်းသေးတယ်ဘိနာလူပြောအစားဝင်အချင်းနေကောင်းသေးတယ်နောက်တစ်ခါအငယ်စနစ်မှာကျွန်တော်လိုက်ဆိုပါဟာနာသည်ထာဝရဘုရားရှိတော်၌ကြာမြင့်စွာဆုတောင်းစဉ်အေလိသည်သူ၏နှုတ်ကိုကြည်မှတ်လေစိတ်နှလုံးနှင့်ဆုတောင်း၍နှုတ်ခမ်းလှုပ်တော်လေစကားတန်မထွက်သောကြောင့်ရစ်မှုသည်ဟုအေလိထင်လျက်သင်သည်အဘယ်မြတ်ကာလပတ်လုံးရစ်မှုလိမ့်မည်နီသင်၏စပြည့်ရည်ကိုပယ်ရှောင်လို့ဟုဆိုလေအဲ့ဒါနဲ့လမ်းမှာပြဿနာရှိလို့ဘုရားရဲ့ဗိမာန်တော်ရောက်သွားရောရောက်လဲရောက်တော့ तू ကဆုတောင်းတာအယားချီကွဲလွန်းလို့အတန်မထွက်နိုင်လို့ရှိုက်ပြီးတော့မျက်ရည်ပဲကျလာတော့အဲ့ဒီမှာအမှုတော်ဆောင်ပါစတာရှိတယ်အေလိ तू ကထိုင်ပြီးတော့အားလုံးကိုကြည်နေတာ तू ကအဲ့ဒါနဲ့ဟိုမှာတဆိုင်ငိုနေတဲ့အမျိုးသမီးတို့ तू ဘယ်လိုထင်သိလားမူးတယ်လို့ထင်တာအထင်လွဲခံလားအထင်လွဲခံလားလူတိုင်းမှာပြဿနာရှိလားအိမ်တော်ထဲမှာရှိလားလမ်းမှာရှိလားဖခင်เจ้าမှာရှိလားရှိတာဗောအထင်လွဲခံအထင်လွဲပြီးကွန့်ကိုတိမ့်တိုင်းတော်သေးတယ်အဲ့ဒီအေလိယလာပြီးတော့လာပြောတဲ့ဟာနာမင်းဘယ်အချိန်ထိမူးမှာလဲဒါဖခင်เจ้าတဲ့ကဲကျွန်တော်တို့အဲ့လိုပြောခိုင်းရင်ဘာလုပ်ကျွန်တော်တို့အဲ့လိုအပြောခိုင်းရင်ဘယ်လိုလုပ်မလဲဒုတ်ကိုဆွဲပြီးဘာပြောတယ်ရှင်ဘာပြောတယ်ချပါဟုတ်တယ်မလားဘယ်တော့မှဒီဖေးကြောင်းမလာတော့ဒီလိုတင်းအောင်ဆံပြောတခါမှမတွေ့ဘူးအော်တယ်တခါပြန်သွားမှာဟုတ်တယ်မလားအထင်လဲခံဘူးလားအထင်လဲခံရင်ဘယ်လိုခံစားပြောလားအမရီငါ့ကိုအထင်လွဲကြတယ်ကျေးဇူးတော်ပဲရှိလားတော့မှမရှိဘူးခံစားမှာကိုအရက်မတောက်ဖဲနဲ့ကိုစလိမ့်မတောက်ဖဲနဲ့ကိုမခိုးဖဲနဲ့နင်ခိုးတယ်လို့ပြောရင်အထင်လွဲခံတာဘယ်တော့ခံစားရလဲအခုကြည့်ကြေကွဲလုံးလို့ဘုရားသခင်မှာဆုတောင်းပါတယ်ဆိုမှအမှုတော်ဆောင်အေလိယမူးတယ်လို့ထင်တာယောက်ျားကိုထင်တာမဟုတ်မိန်းမကိုထင်တာကြည်စမ်းဘယ်တော့ကြေကွဲမလဲကျွန်တော်အားပေးခြင်းနဲ့အသင်းတော်တိုင်းမှာပြဿနာရှိတယ်ပြောကြည့်ပါဦးအသင်းတော်တိုင်းမှာပြဿနာရှိတယ်ရှိလားရှိတယ်ကျွန်တော်တင်းအောင်စရာလို့တော့ကျွန်တော်အရင်တော့စိတ်ကူးရင်ခဲ့တာလေတိုးထင်းလို့ထင်ခဲ့တာဘယ်ဟုတ်မလဲအသင်းတော်မှာလေတိုးတွေပဲရှိတာမဟုတ်တိရစ္ဆာန်ယုံအကုန်ရှိတယ်ကြားလည်းရှိတယ်။အိုလူလိုက်ဟောက်ဒီလူလိုက်ဟောက်မွေလည်းရှိတယ်ရှာနှခွားနဲ့ဟိုမှာတစ်မျိုးပြောတယ်ဒီမှာတစ်မျိုးပြောတယ်။တင်းအောင်ဆရာတရားဟောပြီးဆင်းလာတော့ဆရာရဲတဲ့ခွန်အားရလိုက်တာအမလီကျွန်တော်တို့ကတကယ်ထင်တယ်။ဘယ်နောက်ရတော့ဘာတွေဟောမှမသိပါဘူး။ဘယ်သူမှကျွန်တော်မပြောဘူးနော်။အမလီအတင်းတော်မှာလူအစုံရှိတယ်အစုံပဲအဲကျွန်တော်လူတယောက်ကမေးတယ်ဆရာတဲ့ဘာဖြစ်လို့အမှုတော်ဆောင်တာလဲကျွန်တော်ပြောပါတယ်မိုက်လို့အမှုတော်ဆောင်တာလို့ဘာဘူးလင်းပြောတာလေဘာဖြစ်လို့မလို့မိုက်လို့မှုတော့ဆောင်တာအတင်းတော်မှာတင်းအောင်ဆယ်လောက်မိုက်တာဘယ်သူရှိလဲလူနဲ့မိုက်နေတူတာလူမိုက်တွေကျွန်တော်တို့ကမိုက်အကြဆုံးကြရတဲ့လူဆိုတော့လူမိုက်ကျွန်တော်တင်းအောင်ဆရာအမိုက်ဆုံးပဲအိမ်မှာအတင်းတော်မှာအမိုက်ဆုံးပဲအပြောခံရတော့ကဘာမှာတင်းအောင်ဆရာလောက်အပြောခံတာအထင်လွဲခံတာတင်းအောင်ဆရာပဲရှိတယ်ပိန်ရင်လည်းအပြောခံတာကြည့်ပါဦးနဲ့မစားရမတော့ပိန်လိမ့်နေတာပဲပြောခံကျွန်တော်တို့လိုဝါလို့လည်းပြောခံနင်းကန်စားတာဟိုတဲ့ကျေးဇူးတော်ဆိုပြီးတော့သူများအိမ်မှာသွားဆက်တော့သေမယ်တဲ့အမပြောလိုက်သေးတာသွေးတိုးစီကျတဲ့သေမယ်တဲ့ခဲပြောတော့တာစုပ်ပြက်ဝတ်တော်လည်းပြောခံတယ်ကြည်ပါဦးလည်းနွမ်းဖတ်နေတာပဲတဲ့ဘုံမထင်ရှားဘူးတဲ့ကောင်းကောင်းမဝတ်တော်လည်းရသမျှအလူငွေတွေအင်ကြီးပဲဝယ်ဝတ်တယ်တဲ့မင်းသားတော်ရှုံးနေတယ်တချို့ကပြောလိုက်သေးတာမင်းသားတော်ရှုံးနေတယ်ကြည်အေးလေးတရားဟောတယ်လည်းပြောတယ်ဘာမီတွန်းတဲ့အတင်းသားရဲ့နာမည်ပေးထားတာဘာမီတွန်းတဲ့တချို့ကလည်းနာမည်ပေးထားတယ်ဟောရှေတဲ့
ကျွန်တော်တို့လို့ဆရာတန်းလို့ဟိုဘက်ဒီဘက်ပြီးတော့မြောက်မူးလေတဲ့ဟိုမှာမြောက်မူးလေဆရာတွေလာပြီးတဲ့သူတို့ကြည့်ပြီးလဲတောင်လဲကန်နီးနီးပဲတဲ့ကဲကြည့်အပြောခံလားအပြောခံယောက်ျားကိုပြောစရာမရှိနေမိန်းမပဲလှည့်သွားတာယောက်ျားတော့မစိုးပါဘူးတဲ့သူ့မိန်းမအပေါက်စိုးတယ်လာသေးတာလင်မယားမြောက်လို့ကောင်းရင်တော့အမလေးလင်မယားမြောက်ကတော့တားကောင်းပါတယ်တဲ့ခလေးတွေကမြောက်ရှုံးတယ်တဲ့ကျွန်တော်မိသားစုကျေးဇူးတော်ကြောင့်နော်အမျိုးသမီးလည်းအမှုတော်ဆောင်ခလေးတွေလည်းငငယ်လေးလိမ္မာတဲ့အရှိဆုံးမှထိုင်နေဘယ်တော့မှဖဲချောင်းသွားရင်မစော့လူတွေအားကြတဲ့မိသားစုကျွန်တော်ထင်တာငါမိသားစုတော့ပြောစရာမရှိရအောင်ပြောတာတနေ့လူပြောက်လာလေတော့ဆရာတဲ့ဆရာလည်းတော်တယ်ဆရာမလည်းတော်တယ်တရားဟောတာလည်းကောင်းခလေးနှစ်ယောက်ကလည်းလိမ္မာတယ်တဲ့အသက်တာအရန်ကောင်းတယ်ဟာကျွန်တော်ကတော့အရန်ဝမ်းသာဒီကောင်ပြောစရာမရှိဘူးဆရာရဲ့ဒါပေမဲ့ဆရာအရာခွေးကတအားဟောင်းနေတဲ့ခွေးရောက်မနေရအောင်ဘယ်တော့ချစ်စရာကောင်းလဲဆိုတော့ဟုတ်လားဒီနေ့အမှုတော်ဆောင်နေလေကောင်းငင်ရတယ်ကောင်းငင်တမန်နေမဟုတ်ပါဘူးအားနေချက်ရှိပါတယ်အစင်မပြေတာရှိပါတယ်ခိုင်ကျွန်တော်တို့တချို့ကအဖြစ်ရေမရရအောင်ရှာရသူရှိကျွန်တော်အေးတာမှာအမှုတော်ဆောင်တော့အမျိုးသမီးတယောက်ဖေးချောင်းမလာတော့ကျွန်တော်သူ့တနေ့မေးတယ်ဘာဖြစ်လို့ဖေးချောင်းမလာတာလဲသူကဆရာတဲ့ကျမကိုတွေ့တာမပြုံးပြဘူးတဲ့မပြုံးပြဘူးဘယ်မှာတွေ့တာလဲဖေးချောင်းမှာကျွန်တော်လောက်ပြုံးတာကျွန်တော်ပဲရှိတယ်သွားတော့အကုန်အေးပတ်ခံနေပြုံးတာဘယ်မှာလဲလို့ပြီးတော့ဆရာတဲ့စိုက်ကဲပေါ်မှာတဲ့ကျမတို့ crossing စိုက်ကဲစီးသွားတော့တဲ့ကျမဆရာကိုပြုံးပြတယ်ဆရာမပြုံးပြဟဲ့စိုက်ကဲမောင်းတာအားလုံးပြုံးတယ်ငါတိုက်ပြီးသိမှာပေါ့စိုက်ကဲမောင်းတော့ဟိုဘက်မှာကြည့်ပြီးတော့အကုန်လုံးပြုံးပြရင်ငါယူတယ်ထင်မှာပေါ့စိုက်ကဲမောင်းတော့အမြန်မောင်းတော့သူ့ကိုမပြုံးပြလို့တလဖျောင်းမတက်ဘူးနောက်ဆိုအရာထွက်ပြုံးပြီးတခါစိုက်ကဲမောင်းမဲ့ပုံစံမျိုးအမှုတော်ဆောင်မလွယ်ဘူးတခါအတင်းတော့တပါသွားတော့အဲ့ပြဿနာဝင်တော့ဟဲ့တရားကလည်းဆရာနေကောင်းလားပြောဟာကောင်းနေပါရဲ့ကျွန်တော်အမေမတွေ့ရကြိုက် तू ကမတွေ့ရကြိုက်ပြီးတော့ကိုလည်းကျွန်တော်မတွေ့ရကြိုက်ပါရဲ့ကိုလည်းပြန်နှုတ်ဆက်ရတာပေါ့အကုန်လုံးပဲမှတ်မိမလဲလူပေါင်းများဆိုကျွန်တော်နိုင်ငံပေါင်းပြောတော့မသိဘူးလေ तू ကမတွေ့ရကြိုက်ကျွန်တော်ဟုတ်တယ်မတွေ့ရကြိုက်တတိရတယ်ပါပြောလိုက်တာကျွန်တော်ကအဲ့ဒီတင်းဆရာပြဆရာ तू သိလို့လားမသိဘူးလေ तू ပြောတော့ကိုလည်းပြောတာပေါ့အဲ့ဒါကျွန်တော်တို့အတင်းတော့မဟုတ်ဘူးလေအဲ့ဒါအယူမာကြီးလားအယူမာမတွေ့ရကြိုက်ကိုလည်းမသွားဖို့တယ်မတွေ့ရကြိုက်တတိရတယ်လှုပ်နေတာအကြီးကျယ်မိသားကတော့ဘယ်ဟုတ်မလဲအယူပြနေတာကျွန်တော်တင်းဆရာကြီးလည်းနားလည်ပေးဖို့လိုပါတယ်နော်အယူမှမသိအကောင်းမှမသိတခါလေကိုပြမယ်လို့ကိုဟိုဘက်နဲ့တော့လည်းရှိပါတယ်တူတလူလူနဲ့မားတိုင်းလည်းအများကြီးပဲကျွန်တော်အားပေးခြင်းတယ်လူတိုင်းမိသားစုတိုင်းအသင်းတော်တိုင်းမှာဘာဖြစ်လဲပြဿနာရှိတယ်အစင်မပြေတာရှိတယ်ကဲအသင်းတော်မှာလူတိုင်းအကြိုက်မှမတူတာတချို့ကအဲကွန်အေးတာကြိုက်တယ်ဟုတ်တယ်မလားတချို့ကဘာကြလဲနွေးနွေးလေးကြိုက်တယ်အေးတာမခံနိုင်ဘူးစဉ်းစားကြည့်တယောက်ကလာပြောတယ်ဆရာအေးလို့နေဟုတ်ပြီအေးကွန်ရှင်တော့ပူတယ်တဲ့ပြန်တင်းဟိုပြန်လာတယ်အေးတယ်တဲ့ဘယ်လိုလုပ်မလဲအမျိုးပဲအသင်းတော်မှာကြုံရတာတချို့ကလာပြောတယ်ဆရာတဲ့အတန်တအားဆူလုံးနေတဲ့နားမခံနိုင်ဟုတ်ကဲ့အတန်ရှုလို့တယောက်ကလာပြောတိုးလို့လည်းမကြောက်ဘူးတဲ့ဒီလူတွေကြောက်ကျွန်တော်ဘယ်လိုမှုတော်ဆောင်မလဲကြောက်ကြည့်ညီကိုမောင်မတွေအားပေးခြင်းတယ်လူတိုင်းအသင်းတော်တိုင်းမှာမတူညီတဲ့ပြဿနာတွေရှိတယ်ခိုင်ကျွန်တော်ကလူစဉ်းစားဟာဒီအသင်းတော်မှာပြဿနာများတယ်ပြဿနာရှိတယ်အစင်မပြေဘူးဟိုလိုပြည့်တဲ့ငါတို့ဒီနေရာမှာဖျားမထားတခြားနေရာသွားဖို့စဉ်းစားမဟုတ်ဖျားတဲ့ကမိတ်ဆွေကိုဒီအသင်းတော်မှာထားတာအကြံစီရှိတယ်ဟာလေလုယာအသင်းတော်တိုင်းမှာကျွန်တော်တို့မသိလို့တခြားအသင်းတော်တွေလည်းသူတို့ပြဿနာနဲ့သူတို့ပဲသူတို့ရဲ့ရုန်းကန်မှုနဲ့သူတို့ပဲကျွန်တော်တို့ဥဆောင်တယ်ဟာတခါလူတိတဲ့နာမည်ကြီးဆရာတွေဟာအသင်းတော်မှာဥဆောင်ဘာပြဿနာမထင်နဲ့ကျွန်တော်ပါလေကျွန်တော်ပြဿနာနဲ့ကျွန်တော်တို့ပဲကျွန်တော်ယုံကန်ရတယ်ကျွန်တော်မနေ့အစည်းအဝေးထိုင်ရတယ်ရှင်းပြရတယ်ရှင်းလို့မရတာအများကြီးပဲကျွန်တော်အားပေးနေအသင်းတော်တိုင်းမှာလောကမှာရှိတဲ့အသင်းတော်တိုင်းမှာဘယ်အသင်းတော်မှာပြဿနာမရှိဘူးဆိုတဲ့အသင်းတော်မရှိဘူးအာမင်ဒါဆိုရင်အဲ့ပြဿနာတွေကိုကျွန်တော်ဘယ်လိုဖြေရှင်းမလဲဟာလူတိုင်းမှာရှိတဲ့ပြဿနာတွေကိုကျွန်တော်ဘယ်လိုဖြေရှင်းမလဲမိသားစုမှာရှိတဲ့ပြဿနာတွေကိုဘယ်လိုဖြေရှင်းမလဲအသင်းတော်မှာရှိတဲ့ပြဿနာတွေကိုဘယ်လိုပြဿနာဟာပြဿနာမဟုတ်ဘူးအဲ့ပြဿနာကိုကင်တွယ်တဲ့နီးလန်းကပဲကျွန်တော်ပြဿနာဖြစ်စေတာအဲ့တော့ဟာနာအဲ့ပြဿနာတွေကိုသူ့ရဲ့အားနည်းချက်တွေသူ့ရဲ့မိသားစုမှာကြုံရတဲ့ပြဿနာတွေအသင်းတော်မှာကြုံရတဲ့ပြဿနာသူဘာနဲ့ဖြေရှင်းလဲကျမ်းစာသူတို့ပြောတယ်အငယ်7မှာကြုံလိုက်ဆိုပါမျက်ရည်များစွာကြာလျက်ထာဝရဘုရားကိုဆုတောင်းသည်က
အိုးကောင်းကင်ဘုရားအရှင်ထာဝရဘုရားကိုတော်ဤကြုံမကိုမေ့လျော့တော်မမူပဲကိုတော်ကြုံမဤစင်ရဲ့ခြင်းကိုကြည်ရှုအောင်မေသဖြင့်တားယောက်ျားကိုပေးသနာတော်မူလေသူဤသပင်ရိတ်ခြင်းကိုအလင်းမပြုတသက်လုံးထာဝရဘုရားဤကြုံဖြစ်စေခြင်းဟာကျမအပ်ပါမည်ဟုတစ္ဆာဂတိပြုလေအဲ့တော့အဲ့ဒီပြဿနာတွေကိုဟာနာဘလို့ရှင်းလဲဆိုတော့စွတ်တောင်းခြင်းနဲ့ဖြေရှင်းတာစစ်မှန်တဲ့ပြဿနာကမိတ်ဆွေမှာပတ်စံရှိတာမရှိတာမဟုတ်စစ်မှန်တဲ့ပြဿနာကမိတ်ဆွေမှာပညာရှိတာမရှိတာမဟုတ်စစ်မှန်တဲ့ပြဿနာကမိတ်ဆွေမှာသားသမီးရှိတာမရှိတာစစ်မှန်တဲ့ပြဿနာစွတ်တောင်းခြင်းမရှိတာဖြစ်တယ်ဒီခရိယန်ရဲ့ပြဿနာလေခိုင်ကျွန်တော်တို့ကဟိုမရှိလို့တည်းမဟုတ်ဘူးကျွန်တော်ရဲ့စစ်မှန်တဲ့ပြဿနာကကျွန်တော်စွတ်တောင်းခြင်းအသက်တာမရှိတာဖြစ်တယ်အဲ့တော့ဟာနာအဲ့ပြဿနာတွေကြားထဲမှာဘုရားသခင်မှာသူစွတ်တောင်းတယ်ကျွန်တော်အားပေးခြင်းနဲ့မိတ်ဆွေရဲ့ပြဿနာတွေကြားထဲမှာဒီနေ့စွတ်တောင်းဖို့လိုတယ်ဘယ်ဒီပေါင်းစွတ်တောင်းဖို့လိုတယ်စွတ်တောင်းဖို့လိုတယ်ကြကြလေးစွတ်တောင်းဖို့လိုတယ်ယုံကြည်သူရဲ့ပြဿနာဟာပတ်စံမရှိတာမဟုတ်စွတ်တောင်းခြင်းမရှိတာဖြစ်တယ်ယုံကြည်သူရဲ့စစ်မှန်တဲ့ပြဿနာဟာမစွတ်တောင်းလို့တာဖြစ်တယ်ကျွန်တော်ဒီလိုနယူးဇီလန်နိုင်ငံမျိုးဩစတြေးလျအမေရိကမှာယုံကြည်သူတွေကမအောင်အားလုံး busy ပဲမနေ့မိုးလေးကမိုးချုံအလုပ်သွားတယ်ဆရာကြီးအလုပ်သွားဟုတ်တယ်အလုပ်သွားကျွန်တော်သိပါတယ်ဒါပေမဲ့ကျွန်တော်တို့ကဘာဖြစ်လဲအဲ့အလုပ်ထဲမှာကျွန်တော်တို့ရဲ့ဘဝကျွန်တော်တို့ရဲ့အာရအားလုံးနစ်မြုပ်သွားတယ်ကျွန်တော်ပြောချင်တယ်မိတ်ဆွေအလုပ်များစစ်မှန်တဲ့ဖခင်နဲ့အဆက်အသွယ်ပြုတဲ့စွတောင်းခြင်းလိုအပ်တယ်မိတ်ဆွေရဲ့လိုအပ်ချက်တွေကိုပြည့်စုံစေတာမိတ်ဆွေရဲ့အလုပ်မဟုတ်ဘူးမိတ်ဆွေရဲ့လိုအပ်ချက်တွေကိုပြည့်စုံတာဖခင်သခင်ဖြစ်တယ်အဲ့ဒီဖခင်သခင်မှာစွတောင်းမယ်ဆိုရင်မိတ်ဆွေရဲ့အားနည်းချက်တွေအားသာချက်ဖြစ်လာမယ်မိတ်ဆွေရဲ့မျက်ရည်တွေဝမ်းမြောက်ခြင်းဖြစ်လာမယ်မိတ်ဆွေရဲ့အခက်ခဲတွေမိတ်ဆွေမိသားစုရဲ့ပြဿနာတွေအော်ဘယ်ဘုံတော်ထင်ရှားဖို့ဖြစ်လာမယ်ဟာလေလုယာအဲ့တော့ခါနာစွတောင်းတယ်စွတောင်းတဲ့ပုံစံလည်းအရေးကြီးသေးတယ်သူကလည်းစွတောင်းတယ်လိုချင်လို့ပေးပါလို့တောင်းတာလားပေးချင်လို့ပေးပါလို့တောင်းတာလားသူကလည်းတောင်းတယ်ကိုရောတဲ့သားတစ်ယောက်ပေးမယ်ဆိုရင်အဲ့သားတစ်ယောက်ကိုရောအတွက်ပေးမယ်ဒါလိုချင်လို့တောင်းတာလားပေးချင်လို့တောင်းတာလားကျွန်တော်တို့တောင်းတဲ့ဆုတောင်းချက်ကလိုချင်လို့တောင်းတာလားပေးချင်လို့တောင်းတာလားကျွန်တော်တို့တောင်းတဲ့ဆုတောင်းချက်ကလိုချင်လို့တောင်းတာဆုတောင်းတဲ့ပုံစံခရိယန်တွေမမှန်ဘူးလိုချင်လို့တောင်းကိုရဖို့ပဲအဆုံးသတ်သွားတယ်ဒီနေ့ဟာနာရဲ့ဆုတောင်းချက်ကလိုချင်လို့တောင်းတာမဟုတ်ပေးချင်လို့တောင်းတာတော့ကြည့်ပါဦးပေးချင်လို့တောင်းတာကျယ်လေးပေးချင်လို့တောင်းတာပေးချင်လို့စတောင်းတာတခါဆရာတယောက်တသိခဏကျွန်တော်ဟဲ့ခေါ်ရတနေ့သူတောင်းပေါ်မှာရှောက်ပြေးနေရင်တဲ့တောင်းကြားထဲမှာဟေးလို့အော်တော့ပဲ့တင်တန်ကြားတယ်လေဟေးအဲ့တော့ဘလို့အော်လဲဆိုတော့အဲ့မနဲ့မှာဖျားသခင်ကောင်းချီးပေးပါလို့အော်လိုက်တယ်ပေးပါလို့အော်တော့ပဲ့တင်တန်ဘာပြန်ကြားလို့ပေးပါရှစ်ခေါက်ပြန်ကြားတာအဲ့သူစဉ်းစားဟာပေးပါလို့အော်တော့ပေးပါချက်ချင်းသူပြောင်းလိုက်တယ်ပေးမယ်လို့အော်တော့ပေးမယ်ရှစ်ခေါက်ပြန်ကြားတာဒီတရားဆုတောင်းတဲ့ဖျားကိုပေးပါလို့တောင်းရင်ဖျားကန်တဲ့ကိုပေးပါရှစ်ခေါက်ပြန်ပြောတာပေးမယ်လို့ပြောရင်ဖျားကန်တဲ့မှာပြောလေပေးမယ်ကျွန်တော်တို့ဆုတောင်းတာပေးပါလားပေးမယ်လားဘာမှဆုံးတာလေပေးပါမှဆုံးတာပေးမယ်မဟုတ်ဒီကောင်မကျွန်တော်အားပေးခြင်းနဲ့မိတ်ဆွေရဲ့ဆုတောင်းချက်ကပေးမယ်ဖြစ်ရမယ်ဟာလေလုယာပြောကြည့်ပါဦးပေးမယ်ဟာလေလုယာဆုတောင်းချက်ပြဿနာကိုပြေလည်စေတဲ့ဆုတောင်းချက်ကကိုရဖို့မှာပဲမဆုံးရဘူးအဲ့ဒီဆုတောင်းချက်ကိုရရုံနဲ့မကဘဲနဲ့အော်ဘေးဖျားဘုံတော်ပေးဖို့ဖြစ်ရမယ်ကျွန်တော်စာမှုတော်ဆောင်တော့ကျွန်တော်ဆုတောင်းတယ်ကျွန်တော်နေ့စဉ်လူအပ်ချက်တွေကျွန်တော်ဆုတောင်းတယ်အဲ့တော့တလားမှာကျွန်တော်ရဲ့လူအပ်ချက်ကဘယ်လောက်ရှိတော့1000ရှိတယ်ကျွန်တော်ဆုတောင်းတယ်ကိုတော့ကျွန်တော်ကိုလာတိုင်း1000ပေးပါလို့ဆုတောင်းတယ်အဲ့ဒါနဲ့အိမ်အောင်ကြတယ်မိသားစုဖြစ်လာတယ်မိဘမဲ့ကလေးတွေအိမ်မှာလာနေတယ်ကျွန်တော်လာတိုင်းဆုတောင်းတယ်ကိုတော့ကျွန်တော်ကို300ပေးပါလို့ဆုတောင်းတယ်ဒါပေမဲ့300တစ်ခါမှပြည့်အောင်မရအောင်တံမွေးလို့တဲ့အစာတော့ဖျားပေးတယ်ဘာကြောင့်စဉ်းစားလဲဘာလို့1000တောင်းတော့1000ပြည့်မရအောင်300တောင်းတော့300ခိုင်10သိန်းတောင်းတယ်အဖွဲစီကြီးလာတယ်သာသနာလုံးက10သိန်းတောင်း10သိန်းမရအောင်
9သိန်းရရဲ့လားရှိတယ်9သိန်းရရဲ့ခါကျရင်3သိန်း2သိန်းပဲဝင်နေလားရှိကျွန်တော်ဖျားခင်ပြောတယ်ကိုလိုဘာဖြစ်လို့ဒီလိုဖြစ်စီကျွန်တော်နားမလဲတတိယဖျားခင်ကျွန်တော်ဒီကျမ်းပိုင်းတဲ့စကားပြောတယ်မင်းရဲ့ဆူတောင်းချက်ကပေးပါဖြစ်နေတယ်ပေးမယ်မဟုတ်ကျွန်တော်စပြီးကျွန်တော်ဆူတောင်းချက်ကိုပြောင်းလိုက်တယ်ကျွန်တော်လတိုင်းကျွန်တော်ဘာဆူတောင်းလဲဆိုဖျားခင်လတိုင်းအမှုတော်ဆောင်လို့ကျွန်တော်10သိန်းလစာပေးမယ်ကျွန်တော်10သိန်းလစာပေးမယ်လတိုင်းကျွန်တော်ဝင်ငွေရဲ့3ပုံ1ပုံကိုတော့ပေးမယ်မိဘမဲ့ကလေးတွေမုတ်ဆိုးမတွေမျော်လင့်စရာမရှိတဲ့သူတွေကျွန်တော်အမှုတော်ဆောင်စင်းရတဲ့သူတွေတခြားအသင်းတော်မှာအမှုတော်ဆောင်စင်းကျွန်တော်3ပုံ1ပုံကိုတော့ကျွန်တော်ပေးမယ်အော်စရာကောင်းတာကျွန်တော်ပြမယ်လတိုင်းလေကျွန်တော်အမှုတော်ဆောင်တွေပေးတာလစာပေးတာမလေးရှားမှာရှိတဲ့အမှုတော်ဆောင်တွေမြန်မာပြည်မှာရှိတဲ့အမှုတော်ပေးတာလတိုင်း10သိန်းရှိတယ်အာမင်အာမင်ဘာလို့လဲကျွန်တော်ရဲ့စတောင်းချက်ပြောင်းလိုက်လို့ဖြစ်တယ်ကျွန်တော်လစာမရှိပါဘူးဒီကျွန်တော်အမှုတော်ဆောင်16နှစ်ကျော်ပြီလစာမရှိဘူးထောက်ပံ့ခြင်းမရှိဘူးဘယ်နိုင်ငံခြားအဖွဲ့အစည်းတွေမှာကျွန်တော်ပုံမှန်ဗျာကိုကျွန်တော်ပေးခြင်းတယ်လို့ဆိုတောင်းတယ်ခင်ဗျာပေးခြင်းတဲ့သူပေးရတဲ့ခွင့်ဖျားပေးတယ်ဟာလေလုယာရောက်တင်ကျွန်တော်အားပေးခြင်းတယ်ပေးတဲ့သူဖြစ်ပါပေးဖို့ဆုတောင်းပါဟာလေလုယာပြောကြည့်ပါဦးပေးဖို့ဆုတောင်းပါပေးဖို့ဆုတောင်းပါစမိုင်းမာရူလီဟီကဘာဆုတောင်းလို့ကိုရောတဲ့ကျမလေးတဲ့10ဖို့တဖို့1 million ထည့်ခြင်းတယ်10ဖို့တဖို့1 million ထည့်ရင် तू ဘယ်လောက်ရမှာလဲ9 million ရမှာဆုတောင်းတော့ဘယ်လောက်လဲဆိုတော့1 million 10ဖို့တဖို့ထည့်မယ်ကျမအာမင်အာမင်ထည့်ခြင်းလားဟေးယုံကြည်သူတွေကထည့်ခြင်းလားမထည့်ခြင်းလားအခုဒေါ်လာ1000လက်တွေတုံနေတာနော်ဖျက်တဲ့ကံတော့အမြဲတမ်းလူတွေကိုစမ်းတယ်ဖျက်တဲ့ကံကသစ္စာရှိတယ်ဖေဟာအရင်ဆုံးဒေါ်လာ1000ပေးကြည့်တယ်အမလီ10ဘုတ်100ပြော့ခါလေးပေးတာဖေဟာသစ္စာရှိတယ်ဒေါ်လာ1000ပေးကြည့်တယ်10ဘုတ်200လက်နဲ့တုံလာ200တောင်တော့ဒေါ်လာ1000ပေးကြည့်တယ်10ဘုတ်1000ဆိုတော့အမလီပတ်စံလည်းပျောက်သွားတယ်လူလည်းပျောက်သွားတယ်လူလည်းပျောက်ချို့အများကြီးရှိတယ်ကျွန်တော်ဒီမှာတယောက်ကဘာပြောလဲဆိုဆရာတဲ့ကျွန်တော်10သိန်းရတယ်တဲ့3သိန်း10ဘုတ်မို့ပေးရင်9သိန်းပဲကျွန်တော်ငွေကောင်းကွဲမှာပေါ့တဲ့ကိုကောင်းကွဲမှာမကြောက်ဘူးနော်ငွေကောင်းကွဲမှာကြောက်တယ်တချို့ကအဲ့ဒါ तू ကဘာလို့လဲဆိုတော့ကျွန်တော်လိုချင်တဲ့ထော်လာကြီးကအဲ့တော့10သိန်းရှိတယ်ကျွန်တော်အဲ့ထော်လာကြီးဝယ်ပြီးကျွန်တော်စုတောင်းနေတယ်ဘုရားသခင်ထော်လာကြီးရဲ့ဘိန်းတစ်လုံးကိုတော့ပိုင်နေကျွန်တော်ဟာတဲ့ဘလောက်လဲဆိုတောသားကြီးလဲတယ်နော်စုတောင်းတာ10ဘုတ်တဖို့ဟာတဲ့အဲ့ဘိန်းတစ်လုံးကကိုတော့ဟာကျန်တာအားလုံးကျွန်တော်တို့ဖတ်ဆက်ပြီးဝယ်တာပေါ့တဲ့မကြောက်ဝယ်ပြီးတော့အဲ့ထော်လာကြီးကတခါတည်းကြောက်တဲ့ထိုးကြတော့ကျွန်တော်လာပြောတယ်ဆရာတဲ့ဖခင်တခင်ကလည်းဘာလို့မကာကွယ်ကျွန်တော်ဖခင်တခင်မတရားတော့မှသူ့ဘိန်းသူပြန်ယူသွားတာနင့်ထော်လာကြီးကနောက်ကလိုက်သွားတာသူ့ဘိန်းသူဆွဲချသွားတာသူ့ထော်လာကြီးရှာရှည်ပြီးလိုက်သွားတာခိုင်ကျွန်တော်တို့ကလေအံ့ဩစရာကောင်းတယ်နော်10ဖို့တဖို့လေးမှာတော့သစ္စာမရှိဘူးဒီမှာဟာနာရဲ့ဆုတောင်းကသူတို့ပြောတယ်သစ္စာဂတိပြုတယ်တခါတည်းအစင်မပြေတော့ကျွန်တော်သစ္စာဂတိပြုခဲ့တယ်ကိုကျွန်တော်ဒါလုပ်မယ်ကျွန်မဒါလုပ်မယ်ကျွန်တော်ဒီနေရာသွားမယ်ကျွန်မဒီလိုလုပ်မယ်ဒီလိုပေးမယ်ဆုတောင်းခဲ့တယ်အစင်ပြေတော့တတိတောင်းမရရရင်တော့မှမိကြောင်ဆောင်တယ်အဲ့တော့ဘာလို့ရှောက်ပြောမိလဲမသိပါဘူးဒုက္ခရောက်တယ်ဆိုကျွန်တော်အားပေးခြင်းတယ်သစ္စာရှိရသူဖြစ်ပါစေဒီထဲမှာဘုရားကဂတိပေးသားမိတယ်ဟာကျွန်မဒါလုပ်မယ်ဒုက္ခရောက်တော့ဒီလိုဆုတောင်းခဲ့တယ်မြန်မာပြည်မှာနေတော့ဒါမှမဟုတ်မလေးရှားမှာနေတော့ဟိုဒီလိုဆုတောင်းခဲ့ကိုတော့ဒါလုပ်ပေးမယ်ဒီလိုဖြစ်ချင်းကျွန်မအရှင်ပြေခဲ့မိသားစုဒီလိုဖြစ်ခဲ့ဒီလိုလုပ်ပေးမယ်ဆုတောင်းခဲ့တချို့ခါကြီးကျွန်တော်လို့ဆိုကျွန်တော်အားပေးခြင်းနဲ့ညီကောင်မသစ္စာဂတိထားတဲ့အတိုင်းသစ္စာဝိဖြစ်ဖို့ရည်ကြီးတယ်ဒီနေ့ဖျားတဲ့ခင်ကတင့်ရဲ့ဆုတောင်းတန်ကိုကြားတဲ့ဖျားဖြစ်တယ်ပြောကြည့်ပါဦးဆုတောင်းတန်ကိုကြားတယ်အဲ့နဲ့အဲ့ခါနာရဲ့ဆုတောင်းချက်ကဘလောက်အံ့ဩစရာတကူပါတယ်လဲဆိုတော့ရှာမွေလာဆိုတဲ့သားလေးမွေးလာတယ်အဲ့ရှာမွေလာဒုက္ခပြဿနာကြားထဲမှာမျက်ရည်နဲ့ဆုတောင်းပြီးမွေးလာတဲ့ရှာမွေလာလေဟာနာတယောက်တည်းအတွက်အစဉ်ပြေတာမဟုတ်အသင်းတော်အတွက်ပါအစဉ်ပြေတဲ့သားလေးဖြစ်လာတာအဲ့ဒီနိုင်ငံအတွက်ပါကြီးမားတဲ့ကောင်းကြီးမင်္ဂလာတွေယူဆောင်လာတဲ့သားလေးဖြစ်လာတာဘာကြောင့်လဲပြဿနာကြားထဲမှာစိတ်တမကြပဲဆုတောင်းလို့ဖြစ်တယ်မိတ်ဆွေရဲ့ပြဿနာတွေကလေမိတ်ဆွေတယောက်တည်းဖျားတဲ့ကဆုတောင်းတဲ့အခါမှာမိတ်ဆွေတယောက်တည်းကိုအစဉ်ပြေစေမှာမဟုတ်ဘူးဖျားနိုင်ငံတော်အတွက်အစဉ်ပြေစေတယ်ဟာလေလုယာအသင်းတော်အတွက်အစဉ်ပြေစေတယ်အာမင်ပြောကြည့်ပါဦးအစဉ်ပြေစေတယ်အသင်းတော်ကိုအစဉ်ပြေစေတယ်ဖျားနိုင်ငံတော်ကိုအစဉ်ပြေစေတယ်ဟာလေလုယာဘာလို့တဲ့အခါမှာလဲဆုတောင်းတဲ့အခါမှာ
ဘာလို့တဲ့ခါမှာလဲဆုတောင်းတဲ့ခါမှာကျွန်တော်ဒီကြောင်းလေးပြောပြီးအဆုံးသတ်ချင်တယ်လွန်ခဲ့တဲ့2011ခုနှစ်မှာကျွန်တော်မိသားစုတစ်ခုလုံးကြော့သားသမီးအလုံးဖျောက်ပြီးသားအလုံးဖျောက်ပြီးသားနေ့တိုင်းနဲ့တောင်းသမီးတို့ကျွန်တော်ဆုတောင်းပေးတယ်ဖျားနိုင်ငံတော့ကျွန်တော်ပြီးသားကျွန်တော်အလုံးကြီးလာရင်မဟုတ်ဘူးအခုဖျားမှုတော့မှခေါ်မယ်ဆိုအခု ready ပဲကြော့သားသမီးကျွန်တော်ပြီးသားတနေ့2011ခုနှစ်မှာကျွန်တော်မလေးရှားမှာကျင်းစာတင်နေတော့ဖုန်းဝင်လာတယ်အဲ့ဖုန်းကဘာလဲဆိုတော့ကျွန်တော်အမျိုးသမီးကဖုန်းဆက်တယ်အတကုန်းငိုပြီးဖုန်းဆက်တယ်အဲ့ကျွန်တော်သူ့မိတယ်ဘာဖြစ်လဲဆိုမင်းညာတဲ့သမီးကအိတ်နေတော့နားကြိုက်လို့တဲ့ငိုတယ်တဲ့အဲ့လေဆေးရုံတပြတော့ဆရာဝန်ကပါရကူနားကိုစစ်တော့ဘာတွေ့လဲဆိုတော့နားအထဲမှာဟိုဘက်ကောဒီဘက်ကောပြည်ရစားသွားပြီပြည်ရစားသွားတယ်နှက်စီမရှိတော့ဘူးတဲ့ဘာမှလည်းမဖြစ်အကောင်းကြီးအိတ်ညမှာနှက်စီကဆရာဝန်စမ်းတော့ခဏလေးနားတယ်ပဲအော်ပြီးငိုတာဟိုဘက်ဒီဘက်လုံးဝနှက်စီမရှိတော့ဆရာဝန်ကဘာပြောလဲဆိုတော့ခမရသမီးကိုကြောင်းထုတ်လိုက်တော့အတန်ကျေတိုင်းနားမထောင်ခိုင်းနဲ့စာလည်းမတင်ခိုင်းနဲ့ကြောင်းထုတ်လိုက်တော့မကြခင်မှာတဖြည်းနဲ့နားမကြတဲ့ဘဝရောက်တော့မယ်ဘာလို့လဲနှက်စီနှစ်ခုလုံးမရှိအထက်မှာအကုန်ပြေးစားသွားတယ်အဲ့ကျွန်တော်အမျိုးသမီးအဲ့ဒါကြားတော့အရန်ခံစားကျွန်တော်ရှိဖုန်းဆက်ကျွန်တော်ကျန်းစာသင်္ကန်းကြီးမှာဖုန်းဝင်လာတယ်ကျွန်တော်သူ့ကိုနှစ်သိမ့်တယ်မိမရဲ့ဘာမှငိုစရာမလိုဘုရားသခင်တဲ့ထဲမှာရှိတယ်ပြောနေနေကျွန်တော်မျက်ရည်ကျလာအမျိုးသမီးကိုနှစ်သိမ့်တယ်အမလေးစိတ်ထဲမကြပါနဲ့ရန်ကုန်ခေါ်လာခဲ့ရန်ကုန်မှာငါတို့ဆရာဝန်ပြကြည့်မယ်ငါတို့ဆုလက်တောင်းမယ်စိတ်ထဲမကြနဲ့ဖះကိုပေးထားတဲ့သမီးတာဖះဘုံလို့ပေးထားတဲ့သားသမီးကိုစီမွေးလို့ပြောလဲစိတ်ကူးမရှိပြီးတော့ကျွန်တော်ကိုယ်တိုင်အမှုတော်တွေမှာဆက်ကပ်ပြီးတော့အရှိမကျန်းသာတင်နေတာဟာကျွန်တော်စိတ်ထဲမှာစာတန်ကလာတွေ့လာမင်းကအရှိမသာဖះတကယ်မင်းသားစုမကာကွယ်ဟိုမှာဖြစ်ပြီမင်းဖះကောင်းတယ်ဆိုမင်းဖះကောင်းတယ်ဆိုမင်းမိသားစုဖះထောက်ပံ့တယ်ဆိုအခုကြည့်မင်းသမီးမင်းဖះကိုပေးထားတာအဲ့ဖះအခုနားလေးတောင်မှမကန်းအောင်မကာကွယ်နိုင်ကျွန်တော်စာတန်လားကျွန်တော်အဲ့ညတညလုံးငိုတယ်ကျွန်တော်ဒီမသမီးကျွန်တော်ပြောတယ်ရန်ကုန်ခေါ်လာခဲ့ကျွန်တော်ရန်ကုန်ပြန်လာမယ်အဲ့ညကျွန်တော်ကျန်းစာတော့မတင်ဘူးတညလုံးငိုတယ်ကျွန်တော်ရဲ့အာယုံထဲမှာဗာမြင်လဲဆိုတော့လေကျွန်တော်အိမ်ပြန်သွားတယ်ကျွန်တော်သမီးကကျွန်တော်အတန်မကြားတော့သမီးလို့ခေါ်တယ်မကြားတော့ချစ်တယ်လို့ပြောတယ်ကျွန်တော်သမီးကျွန်တော်သမီးနှစီမရှိတော့ရင်ကြားမှာမဟုတ်တော့ဆရာဝန်ကလည်းအဲ့တိုင်းပြောတာဘယ်တော့မှကြားတဲ့ဘဝရောက်တော့မဟုတ်တော့ကျွန်တော်သမီးကအဲ့ချိန်မှာ9 နှစ်ပဲရှိသေးတယ်ကျွန်တော်အရန်ခံစားတယ်ဖျက်လိုက်ကနေကျွန်တော်မေးတယ် why ဘာလို့ကျွန်တော်မိသားစုဒီပြဿနာဖျက်ခင်စီလို့လားဘာဖြစ်လို့ဒီပြဿနာကျွန်တော်မိသားကျွန်တော်သမီးမပဲကျွန်တော်ပဲဘာလို့မဖြစ်တာလဲကျွန်တော်နားမလဲကျွန်တော်ဘာအပြစ်မှမလုပ်တော့ကျွန်တော်မိသားစုတမိသားစုဖျားတော့စကဘာဖြစ်လို့ဒီမိသားစုကျွန်တော်နားမလဲတညလုံးကိုကျွန်တော်ဘယ်သူမှအတွေ့မခံဘူးတကားလောက်ချပြီးတညလုံးကိုမနေ့4 နာရီမှာတန်ရှင်တော့ကျွန်တော်ခန်းထဲရောက်လာတယ်ဝင်ကျွန်တော်ပြောတယ်ဇော်လင်းအောင်မင်းသမီးမကြားတော့မဟုတ်သေးဘူးမကြားတော့ဘူးလို့ဆရာဝန်ခံမှန်းတာပဲရှိသေးတယ်မင်းတို့ခံစားရင်မင်းတို့ငိုကြွေးမင်းတို့အထက်မှာငါသမီးငါ့ကိုမကြားငါချစ်တယ်ပြောရလဲမကြားတော့အဲ့ဒါပုံဖော်ပြီးမင်းတို့ငိုတယ်ဆိုရင်ငါနေ့တိုင်းယုံကြည်သူတွေကိုစကားပြောတယ်နေ့တိုင်းယုံကြည်သူတွေနဲ့စကားပြောခြင်းတယ်နေ့တိုင်းယုံကြည်သူတွေကိုငါခေါ်တယ်ငါသားလာပါငါသမီးလာပါငါနဲ့စကားပြောပါဆူတောင်းခြင်းနဲ့မိတ္တာဟာဖွဲ့ကိုငါခေါ်တယ်တယောက်မှမကြားဘူးတယောက်မှမကြားကြအောင်စောင်းတယ်တယောက်လည်းမဟုတ်ဘူးနှစ်ယောက်လည်းမဟုတ်ဘူးအသင်းတော်တစ်ပါးလည်းမဟုတ်ဘူးနှစ်ပါးအများကြီးတကဘာလုံးမှာငါဘယ်တော့ခံစားမလဲငါသားလာပါလို့ငါခေါ်တယ်ကြွတော်မဆိုင်ဘူးမောတယ်ဒီနေ့ခိုင်ထွေးသွားတယ်ငါသမီးငါမင်းကိုမင်းအနာကတော့ငါစကားပြောချင်တယ်ငါသားငါမင်းနဲ့မိတ္တရားဖွဲ့ချင်တယ်ဟိုးဒီနေ့အလုပ်ထဲမှာအရင်ပင်မှန်းတယ်ရာသီဥတုပြင်းတယ်တော်ပြီခိုင်ထွေးသွားတယ်ကျွန်တော်ပြောတယ်ငါဘယ်တော့ခံစားမလဲတယောက်လည်းမဟုတ်ဘူးနှစ်ယောက်လည်းမဟုတ်ဘူးအပြင်တော့တစ်ပါးလည်းမဟုတ်ဘူးနှစ်ပါးလည်းမဟုတ်ဘူးအမှုတော်တော့တစ်ယောက်လည်းမဟုတ်ဘူးနှစ်ယောက်လည်းမဟုတ်ဘူးအများကြီးငါနေ့တိုင်းဘယ်လောက်ခြေကွဲမလဲဇော်လျောက်မင်းစဉ်းစားကြည့်ရစွတ်တောင်းဖို့အရန်ပြင်းတယ်ဖယားနဲ့စကားပြောဖို့အရန်ပြင်းတယ်ငါ့ကိုအဖေလို့ခေါ်တယ်ငါ့ကိုအားကိုးတယ်လို့ပြောတယ်ငါ့ကိုအမြဲတမ်းလိုအပ်တယ်လို့ပြောမတခါမှငါနဲ့စကားမပြောငါပြောတယ်နားမထောင်မင်းဘယ်လိုခံစားလဲကျွန်တော်4 နာရီမှဖျားတယ်လို့ပြောတယ်ကျွန်တော်ကိုချင်းစားပြီကျွန်တော်ကိုယ်တိုင်အရန်ပင်မန်းလေဆိုပြီးထွေးသွားတဲ့နေ့တွေအများကြီးပဲကျွန်တော်ကိုယ်တိုင်အရန်ပင်မန်းလေဆိုပြီးဘုရားအတန်မကြားချင်လို့ကျန်တာဖတ်ဖို့တော့ငါအလွတ်ရထားပြီးသားပါကျန်တာမဖတ်ခဲ့မိတဲ့အချိန်တွေရှိတယ်ခလေးဝင်ကျွန်တော်ကညတဲ့ကောင်မှနှိုးတယ်ဇော်လျောက်ထငါတို့စကားပြောရအောင်ကိုတော့မအားသေးဘူးကျွန်တော်အရန်ပင်မန်းတယ်မနေ့ပြန်ကျန်တာတင်တန်းရှိတယ်အိတ်သွားတဲ့အချိန်တွေအများကြီး
ဒီတော့ငါဘယ်လောက်ကြေခွင့်မလဲဆိုလေငါဘယ်လောက်ကြေခွင့်မလဲငါဘယ်လိုခံစားမလဲမင်းခံစားနေမင်းသမီးတယောက်ထဲတော့မင်းခံစားငါတလောကလုံးမှာငါသားသမီးတွေငါခံစားတယ်ကျွန်တော်အိမ်ညမနဲ့၄နိုင်မှာကျွန်တော်ငိုတာကျွန်တော်သမီးတော့မဟုတ်ဘူးကျွန်တော်ကိုမဆိုင်အတင်းတော်အမှုတော်ဆောင်ယုံကြည်တယ်ကျွန်တော်ကိုတော့ခွန်းတော့ပါကိုနဲ့စကားပြောဖို့အရင်ပြင်းကြတယ်ကိုရဲ့အတန်ဟောနားထောင်ဖို့ပြဿနာတွေအကြောင်းမှကျွန်တော်စဉ်းစားပြီးတော့အမြဲတမ်းပြဿနာတွေထဲမှာပဲပြဿနာဖြစ်မှာပဲကိုတော့ဘာဖြစ်ကျွန်တော်တို့ကြုံစီတာလေတခါလေကျွန်တော်စဉ်းစားတယ် why ကျွန်တော်မေးတယ်ဒီလိုက်မှာကျွန်တော်ဆွတောင်းတယ်ကြောက်သမီးတော့မဟုတ်တော့ဖျားကြီးကကျွန်တော်စကားပြောတယ်အိမ်မှာမင်းသမီးပဲထောမနားမချတဲ့ဘဝမှာရောက်ရဒီပြဿနာတွေမှာငါရဲ့ဘုံထင်ရှားရမယ်အဲ့ဒါကျွန်တော်လေရင်လက်မှတ်ဝယ်ပြီးတော့ပြန်သွားတယ်ရန်ကုန်မှာဆရာဝန်2ယောက်ပြတယ်ကျွန်တော်မလာခင်မှာ2ယောက်ပြတယ်ရန်ကုန်ကဆရာဝန်2ယောက်ဆိုတော့ဘာပြောလဲဆိုတော့ဟုတ်တယ်တောင်ကြီးကပြောတဲ့ပါရဂူပြောတာမှန်တယ်ငါတို့ဘာဆက်လုပ်ရမလဲဆိုတဲ့နီးလန်းကိုစဉ်းစားမယ်ဆိုပြီးတော့တနင်္ဂနွေနေ့ပြန်ချိန်လိုက်ကျွန်တော်ရောက်သွားတယ်ရှုံးတယ်ကျွန်တော်သမီးရဲ့နားထဲမှာဆူတောင်းတယ်ကိုတော့ဒီသမီးကိုကျွန်တော်ကိုတော့ပေးထားပြီးသားဖြစ်တယ်ကျွန်တော်အတွက်စီးပွားရှာမှလည်းမဟုတ်သူ့ဘဝတိုးတက်လန်းရှာမှလည်းမဟုတ်ကိုတော့အတွက်ဖြစ်တယ်ဒီသမီးကပြကိုတော့ဘုံထင်ရှားစီပါလို့ဆူတောင်းအဲ့ဒါဆရာဝန်ချိန်ထားတဲ့အချိန်ကျွန်တော်မသွားဘူးအဲ့ဒီအချိန်မှာအတင်းတော်ဘာမှတချင်းဆိုဖို့ကျွန်တော်သမီးကိုခေါ်လို့ကျွန်တော်သမီးတချင်းသားဆိုခဲ့ဒီတော့ဆရာဝန်ကပြောတယ်အတန်ကြေတိုင်းနားထောင်တယ်ကျွန်တော်ကသွားတချင်းသားဆိုရမှာသူတချင်းအတင်းတော်မှာတချင်းချီးမွမ်းတယ်ချီးမွမ်းပြီးမှကျွန်တော်စီကန်းခေါ်တော့တယ်အဲ့ဒါစီကန်းခေါ်တော့ဆရာဝန်ကတီးချကျွန်တော်ရှိမှမှန်ပြောင်းနေကြည့်ပြီးကျွန်တော်မေးတယ်ခင်ဗျားတို့တစ်ခုခုလုပ်တာရှိလားကျွန်တော်ပြောတယ်စွတ်တောင်းတယ်မလာခင်လေသူတချင်းဆိုပြီးဖះကိုချီးမွမ်းပြီးကျွန်တော်လာခဲ့တယ်ဆရာဝန်ကပြောတယ်အဲ့ဒါကြောင့်ဖြစ်မယ်တဲ့ခင်ဗျားသမီးနားနှစ်ဖက်လုံးပြန်ကောင်းသွားပြီဟာလေလုယာဟာလေလုယာဟာလေလုယာကျွန်တော်အားပေးခြင်းနဲ့ဆရာဝန်တော်မှအတန်ကျကျနားမထောင်လို့ပြောမယ်ကျွန်တော်သမီးကချီးမွမ်းတယ်ချီးမွမ်းတယ်ကျွန်တော်သမီးအဲ့ဒီချိန်မှာကျွန်တော်တို့ချီးမွမ်းတယ်ဖះအောင်ချီးစုတင်တယ်ဒီနားမကြားရရင်လည်းကိုတော့ဘုံတော့ပဲဖြစ်တယ်ဘာကိုတော့ပေးထားပြီးသားကျေနပ်တယ်ကိုတော့ကျေတော့ချီးမွမ်းတယ်အဝန်းစရာကောင်းတယ်အဲ့ဒီဆရာဝန်ကပြောတယ်ခင်ဗျားသမီးနားပုံမှန်အခု2017ကနေပြီးတော့2016တိအဝန်းစရာကောင်းတယ်ကျောင်းလဲပုံမှန်တက်တယ်အရင်ကပို့ထူးကြလာတယ်အဲ့တပြားကဘာအဝန်းစရာကောင်းလဲဆိုတော့အဲ့တော့ဆိုတဲ့အတင်းတော်ကတလအတွင်းမှာစနေစုခွေထုတ်တော့ကျွန်တော်သမီးကိုခေါ်ပြီးတော့ချင်းထဲမှာခွေထဲမှာတရုပ်ဆောင်မှုနဲ့တချင်းစုကိုခေါ်ပေးခြင်းခိုင်းရတယ်ပြဿနာထဲမှာစုပေါင်းတဲ့ခါမှာလေဖះအတွက်အဝန်းစရာကောင်းတယ်အမှုတော်တွေမှာပါဖို့လမ်းပွင့်လာတယ်နောက်တစ်ခါအဲ့ဒါတွေမကသေးဘူးဘာလို့လဲဆိုရန်ကုန်မှာလုပ်တဲ့ကလေး1500ကျော် intercessor စုတောင်းပွဲမှာကလေး1500ကျော် intercessor စုတောင်းမှာကျွန်တော်သမီးကို prison worship ဦးဆောင်ဖို့ခေါ်ဖိတ်ခြင်းခံရတယ်ဘယ်ရစလာလဲအဲ့နားပြဿနာစလာဖြစ်တယ်အဲ့နားပြဿနာထဲမှာစုတောင်းတဲ့အခါမှာဘုရားသခင်ပြုတဲ့အမှုရာကိုစုတောင်းတဲ့အခါမှာအဝတ်စရာကိုဘုရားခင်ကပြဿနာချမ်းမှာကျွန်တော်တို့ကိုမနှမျိုးစီဘုံထင်ရှားစေတယ်လက်ကုပ်တီးပြောင်းချီးမွမ်းရအောင်ဒီနေ့ကျွန်တော်အားပေးခြင်းနဲ့ခရိယန်ရဲ့အဓိကပြဿနာပတ်စံမရှိတာမဟုတ်ခရိယန်ရဲ့အဓိကပြဿနာဟာပညာမရှိတာမဟုတ်ခရိယန်ရဲ့အဓိကပြဿနာစုတောင်းခြင်းမရှိတာဖြစ်တယ်တန်ရှင်တော်မျိုးတင်ဆောင်ဒီနေ့စကားပြောခြင်းလားအဖေလို့ပြောပြီးအိမ်မှာနေ့တိုင်းခေါ်ဖိတ်ပြီးတော့အိမ်မှာအတူတူရှိရလို့ပြောတခါမှစကားမပြောဘယ်တော့ခံစားအောင်ကျွန်တော်ဖေကျွန်တော်အိမ်ကိုလာလဲတယ်သူ့ကိုကျွန်တော်ထမင်းကျွေးတယ်ပတ်စံပေးတယ်သူ့နေရာပေးထားတယ်အခန်းကောင်းပဲတခါမှစကားမပြောဘူးဆိုပါစို့ကျွန်တော်ဘယ်လောက်ခံစားမလဲပျော်မှာမဟုတ်ဘူးကျွန်တော်ဖေကျွန်တော်နဲ့ဖျားရှိရလို့ခံစားတယ်မနေ့ခင်တဲ့ကျေးဇူးတင်တယ်လို့ဖျားလည်းပြောတယ်ဟိုဖျားကောင်းကြီးကြောင့်ငါတို့ကောင်းကြီးခံစားတခါမှဖျားနဲ့အချိန်ပြီးစကားမပြောစကားပြောရဲဆိုတာအရေးကြီးတဲ့စကားတွေပြောစရာမလိုပါဘူးခါလေးမိသားစုတွေ့တယ်စားပြီးလားနေကောင်းလားဟိုဘလို့ဖြစ်တခါလေးဘာမှအရင်မြအဖက်မြတွေပြောမယ်လေအဲ့ဒါမိတ္တာရာဖြစ်တယ်ကိုယ့်ခံမချက်တို့ပြောတယ်မိတ္တာရာဖြစ်တယ်ဒီကျွန်တော်အားပေးတယ်ဟာနာသူ့ရဲ့အားနေချက်တွေသူ့မိသားစုရဲ့အားနေချက်တွေပြဿနာတွေအားလုံးတစ်ခုတည်းသောပြည်လေစီတာဆူတောင်းခြင်းဖြစ်တယ်တစ်ခုတည်းသောပြည်လေစီတာအဲ့ဒီဆူတောင်းခြင်းကြောင့်ရှာမွေးလာတယ်သူ့ရဲ့အားနေချက်ဟာဘာဖြစ်သွားလဲဆိုပြည့်စုံသွားတယ်သူ့မိသားစုရဲ့နေ့တိုင်းငိုကြွေးစရာပြဿနာကအဲ့ဒီဆူတောင်းခြင်းကြောင့်ပြည်လေသွားတယ်လမ်းမှာနေ့တိုင်းကဲ့ရဲ့ခံရတဲ့ဟာကအဲ့ဆူတောင်းခြင်းကြောင့်ဝမ်းမြောက်စရာဖြစ်လာတယ်အသင်းတော်မှာအထင်လွဲခံရတဲ့ပြဿနာပြည်လေသွားတယ်အဲ့ဒီအထင်လွဲခံတဲ့မိမမွေးတဲ့ကလေးကတနေ့တယုံစရာဖြစ်လာတယ်ဟာလေလုယာအဲ့အသင်းတော်ရဲ့အားနည်းချက်အားလုံးဖြည့်ဆည်းပေးတဲ့ရှာမွေလာဆိုတဲ့တယုံစရာဖြစ်လာတယ်ဒီအသင်းတော်မှာလိုအပ်ချက်ရှိကျွန်တော်မြင်ပြောပါတယ်ခ
ခိုင်ကျွန်တော်ကခံစားတဲ့အတင်းတော့မှာဟိုကလည်းမရှိဘူးဒီကလည်းမရှိဟိုလိုလည်းမရှိဒီလိုအမျိုးခံစားတယ်ကြတော့မဟုတ်တင်းအားနေတယ်လို့မြင်တဲ့ခံစားတဲ့တာတင်းကိုဖျားခင်အဲ့ညမှာခေါ်တာဖြစ်တယ်ပန်းထိုးဖို့တချို့ကကျွန်တော်အတင်းတော့မှာခါမှပန်းမထိုးတနေ့အမျိုးသမီးတယောက်ကမိခင်တယောက်ရောက်လာတယ်ပန်းမရှိတာတွေ့တော့သူ့ချက်မှာခံစားတယ်ပန်းရှိရင်ကောင်းမယ်လို့ခံစားတယ်ဘာလို့လဲသိလားကျွန်တော်ဖျားဝင်းထဲမှာရှိတဲ့ပန်းတွေအားလုံးသခူးပြီးတော့သူ့အတူလာထိုးပလိုက်တယ်ကျွန်တော်လည်းခွင့်မတောင်းခါထဲအမှထိုးပလိုက်ပါပန်းကျွန်တော်ဖျားလာလို့ဟာပန်းလိုက်တာမိုက်လိုက်တာဘယ်သူထိုးရလဲဆိုအဲ့မိခင်ကကျွန်မထိုးတာဘာလို့ထိုးရလဲဒီတင်းတော့မှပန်းရှိရင်ကောင်းမှာပဲလို့ခံစားလို့ထိုးလိုက်တယ်သူ့ပတ်စံနဲ့သူဟာနဲ့သူ့ပတ်စံနဲ့သူထိုးလိုက်တယ်ခိုင်ကျွန်တော်တို့ဒီမှာလေဒီတင်းတော့မှအားနေချက်ချီလို့ခံစားဖျားခင်တင်းအဲ့ညမှာခေါ်တာဖြစ်တယ်အာမင်ငါအဲ့ညမှာငါဆုတောင်းခြင်းနဲ့ဖြည့်ပဲဟာဒီပစီရှင်ကောင်းမယ်ဟာဒီစတူဒီယာရှင်ကောင်းမယ်ဒါလေးလိုတယ်လို့ခံစားတယ်လူတချို့ကမမျိုးတင်မဲမြင်တယ်ဆိုအသင်ကိုဖျားခင်အဲ့အတွက်ခေါ်တာဖြစ်တယ်ဒီဆုတောင်းဖို့ဖြစ်တယ်နားလေးကိုဖျားကောင်းကြည့်ပြပါစေခဏတော့မစိမိတ်ထားရအောင်ဒီနေ့ဒီမှာဘယ်နှယောက်ကဖျားခင်ရဲ့စကားပြောမအားဘူးဆိုတဲ့အကြောင်းပြချက်တွေမှာတွားနေတယ်လေဒီနေ့ဘယ်နှယောက်ကအားနေချက်တွေကိုအားနေချက်တွေအသင်းတော်ရဲ့အားနေချက်တွေလူတွေရဲ့အားနေချက်တွေပတ်ဝန်းကျင်ရဲ့အားနေချက်တွေပဲမြင်ပြီးတော့အားငယ်နေတယ်ဒီနေ့အားနေချက်တွေမြင်မဟုတ်ဘူးဒီစုတောင်းမယ်ဆိုရင်အဲ့အားနေချက်တွေအားလုံးကအားတာချက်ဖြစ်လာမယ်ကြောက်စစ်မှန်တဲ့အားနေချက်ကသင်စုမတောင်းလို့တာဖြစ်တယ်စုမတောင်းတဲ့လူတယောက်ကဘာလို့လို့အားနေတယ်လို့မြင်လိမ့်မယ်လူတွေကိုကြည့်ရင်အားနေတယ်လို့မြင်လိမ့်မယ်ကိုယ့်ကိုကြည့်ရင်အားနေတယ်လို့မြင်လိမ့်မယ်သင်အောင်ဆရာကိုကြည့်ရင်အားနေတယ်လို့မြင်လိမ့်မယ်ဟိုအသင်းတော်ကိုကြည့်ရင်ဘာလို့ဆုတောင်းခြင်းအသက်တာအားနေနေလို့ဖြစ်တယ်ကျွန်တော်ဒီနေ့ဆုတောင်းခြင်းနဲ့ပြန်လမ်းလျှောက်မယ်တစ္ဆာဂတိနဲ့ဆုတောင်းမယ်ဖခင်နိုင်ငံအတွက်ဆုတောင်းမယ်ဖခင်နဲ့ပုံမှန်စကားပြောမယ်လို့အသက်တာစက္ကန့်ချင်တဲ့သူတွေရှိတယ်မှာမတည့်ရအောင်ကျွန်တော်ဆုတောင်းပေးခြင်းနဲ့အလုံးစုံပြည့်စုံတဲ့ယေရှုဟာလေလုယာမအားရင်လည်းကျွန်တော်ဆုတောင်းမယ်အချိန်မရရင်လည်းကျွန်တော်စကားပြောမယ်အဲ့ဒီဝိညာဉ်တော်နဲ့ကျွန်တော်အမြဲတမ်းမိသားရဖွင့်မယ်ရှိတယ်မှာမတည့်ရပါယေရှုတင်နေယေရှုတင်လုံးစုံပြည့်စုံတဲ့ယေရှုကိုတော့ကျွန်တော်ကိုနိုင်ယူခဲ့ယေရှုတင်နေရောရဲ့ချစ်တွေကြောင့်ကျွန်တော်ဖြစ်တည်ယေရှုတင်နေယေရှုကျွန်တော်လိုက်ဆိုပြီးပါယေရှုခရစ်တော်ဖျားကျွန်တော်ကျမဤအားနေချက်အစမပြေမှုများအားလုံးအတွက်ကိုရောစီကိုလာပါတယ်ဆုတောင်းအားနေခဲ့သောအရာများလူတွေကိုပဝင်းချင်းကိုမိသားစုကိုအားနေတယ်လို့မြင်ခဲ့သောအရာများအတွက်ဒီနေ့ကိုရောစီကိုလာပါတယ်ကျွန်တော်ကျမကိုကောင်းချီးပေးပါအဲ့ဒီအားနေချက်ထဲမှာအားတာချက်ဖြစ်စီပါအားနေတဲ့မိသားစုထဲမှာအားတာတဲ့မိသားစုဖြစ်စီပါအားနေတဲ့အသင်းတော်ထဲမှာကျွန်တော်ကျမအားဖြင့်အားတာချက်ဖြစ်စီပါယေရှုပြုပါနေ့တိုင်းမှာပုံမှန်ကိုတော်နဲ့စကားပြောတဲ့သူဖြစ်စီတော်မူပါယေရှုနာမ၌အသက်တာကိုစက္ကန့်ဆုတောင်းပါ၏အာမင်ဖခင်ကျွန်တော်ဆုတောင်းပေးပါတယ်ဒီမှာရှိတဲ့ညီကိုမောင်နှမအားလုံးကိုတော့ကောင်းချီးပေးပါခရစ်တော်ရဲ့ပြည့်စုံခြင်းထဲမှာပြည့်စုံစေတော်မူပါ